အားငယ်စရာလားတရားတော်ကိုဝေမျှပေးလိုက်ပါတယ်မင်္ဂလာပါအားလုံးကိုယ်စနစ်ပြကျမ်းမှာချမ်းသာကြ၍ပေးခြင်းကအေးချမ်းကြပါစေလို့ဆုတောင်းပေးပါတယ်ဒီနေ့မှာတော့အားငယ်စရာလားဆိုတဲ့ခေါင်းစဉ်နဲ့ဟောပါမယ်လောကဓာတ်နဲ့ကြုံတဲ့အခါမှာအဆိုးလောကဓာတ်ပေါ့အဲ့တော့ကိုယ်မှာအချွေရံမရှိခြင်းဆိုကိုယ်တယောက်တည်းပဲဖြစ်သွားတဲ့အခါတွေရှိရင်အားငယ်တတ်ကြတယ်ဆင်းရဲတယ်ဘာလို့အဆင်မပြေဘူးဆိုရင်အားငယ်လာတတ်တယ်ယုံကြည်မှုတွေလျော့လာတတ်တယ်သူများချီးကျူးတာမခံရဘဲနဲ့ဘလောက်ကောင်းအောင်လုပ်ပေးကိုယ်အမြဲတမ်းနှိမ်တယ်ကဲ့ရဲတယ်ဒီဟာပဲခံရတယ်ဆိုရင်အားငယ်လာတတ်တယ်အဲ့တော့ဒီလိုမျိုးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့လောကဓာတ်ဆိုတဲ့တရားကိုမတုံမလုပ်ရင်ဆိုင်နိုင်ဖို့မြတ်စွာဘုရားကမမြဲသောတရားတွေလို့သာဆင်ခြင်လို့ဟောခဲ့တယ်အဲ့တော့တယောက်တည်းရှိခြင်းကလည်းမမြဲဘူးအများကြီးနဲ့နေရတယ်ဆိုတာကလည်းမမြဲဘူးလက်လာပါတွေရတယ်ဆိုတာကလည်းမမြဲဘူးအမြဲသောသဘောတရားပဲလက်လာပါမရှိဘူးမရဘူးဆိုတာကလည်းမမြဲသောတရားပဲချီးကျူးခံရတယ်ကဲ့ရဲ့ခံရတယ်ဆိုတဲ့သဘောတွေကလည်းမမြဲသောတရားတွေပဲအဲ့တော့ကိုယ်လုံးသမျှအစဉ်ပြေခြင်းအစဉ်မပြေခြင်းချမ်းသာခြင်းဆင်းရဲခြင်းဆိုတဲ့သဘောတွေကလည်းမမြဲခြင်းသဘောတွေပဲလို့ဆင်ခြင်ရတယ်တဲ့မမြဲတာဘူးမမြဲဘူးလို့ဆင်ခြင်ပေးသောအဖြစ်လောကဓာတ်ကိုမတုံမလုပ်ရင်ဆိုင်နိုင်တယ်ဒီတော့အဆိုးနဲ့ကြုံလို့အားငယ်မဲ့ကြံလို့ရှိရင်ဖြစ်တတ်တဲ့သဘာဝတွေပဲမမြဲတဲ့သဘောတွေပဲလို့အခြေခံဆင်ခြင်လိုက်ပြီးတဲ့နောက်မှာဘယ်လိုပဲဖြစ်နေအသက်ရှင်နေသေးတာပဲဆိုကိုယ်စိတ်ကိုပြန်မြင့်တယ်တယောက်တည်းရှိနေလေအသက်ရှင်နေသေးတာပဲလူဘဝကြီးမှာအသက်ရှင်နေတော့လူသားပြပြတတ်နေလို့ရအောင်ကြိုးစားလိုက်အောင်မယ်အဲ့တော့ကြိုးစားနိုင်တဲ့လောက်ကြိုးစားသွားမှာပဲဘာမှအားငယ်စရာအကြောင်းမရှိဘူးတယောက်တည်းနေလို့အားငယ်မယ်ဆိုရင်လောကမှာအဲ့တယောက်တည်းနေတဲ့သူတွေကိုတယောက်တည်းမဟုတ်အများကြီးရှိသေးတယ်လေ့လာကြည့်လိုက်မိသားစုအရေးတွေအဆင်မပြေလို့စိတ်ဆင်းရဲတယ်ဆိုရင်လေသူများမိသားစုတွေလိုက်ပြီးတော့လေ့လာလိုက်အောင်အဆင်မပြေတဲ့မိသားစုအများကြီးပဲကိုယ့်အပေါ်မှာကိုယ်ကကျေးဇူးပြုထားပေမဲ့ပြန်ပြီးတော့သစ္စာမရှိကြဘူးသစ္စာဖောက်ကြတယ်အားငယ်သွားမယ်ပတ်ဝန်းကျင်ကိုလေ့လာကြည့်လိုက်အဲ့ဒီလိုသစ္စာအဖောက်ခံဘူးတဲ့သူတွေကြီးပဲဒီလိုမျိုးဆိုတော့ကြုံဘူးထားကြတဲ့သူတွေကြီးပဲအားမငယ်နဲ့ကိုယ်တယောက်တည်းမဟုတ်ဘူးဘာကြုံဒါမျိုးကိုလူတိုင်းကြုံတတ်တယ်ငါတယောက်တည်းကြုံတာမဟုတ်ဘူးဘာမှအားငယ်နေစရာမလိုဘူးအသက်ရှင်နေသေးရင်ဆက်လျှောက်မှာပဲအဲ့တော့အသက်ရှင်နေသေးတဲ့အတွက်ကြောင့်မလို့အုံနောက်ရှိတယ်ခြေလက်အင်ကအဆုံရှိတယ်ကိုယ့်အတွက်ကိုယ့်ဘဝအတွက်ကတော့ရအောင်ရတဲ့နည်းနဲ့ဆက်လျှောက်နေမှာပဲတယောက်တည်းဖြစ်နေလဲဆက်လျှောက်မှာပဲဘယ်သူမှမရှိလဲဆက်လျှောက်မှာပဲဆင်းရဲလဲဆက်လျှောက်မှာပဲသူများတွေကဲ့ရဲ့လဲဂယုမဆိုင်ဘူးကိုယ့်အလုပ်ကိုလုပ်ပြီးအမှားမဖြစ်အောင်နေရင်းနဲ့ဆက်လျှောက်မှာပဲအဲ့တော့ဒီလိုမျိုးလောကဓာတ်ကိုမမှုပဲနဲ့ကိုယ့်အလုပ်ကိုမှန်သောအလုပ်ကိုလုပ်ရင်းနဲ့ရဲရင်ဆက်လျှောက်ရတယ်အဲ့ဒီလိုရှောင်နိုင်တဲ့သူတွေမှာဘဝကအထိပ္ပယ်ရှိတယ်အားငယ်နေမယ်ဆိုရင်တော့ကိုကကန်ဆိုးမှသွားရမိုးလိုက်လို့ရွာဆိုတဲ့အတိုင်းပဲအားငယ်စိတ်ရှိတဲ့သူမှာအစိုးတွေကြီးပဲရောက်လာတယ်လို့ဖြစ်တတ်တယ်အဲ့တော့ဘယ်လိုလောကဓာတ်များဂယုစိုက်စရာမှတ်လို့ကိုဘဝနဲ့ကိုဆက်လျှောက်ရမှာပဲလုပ်ရမှာပဲကြိုးစားရမှာပဲဒီနေ့မဖြစ်နောက်နေ့ဖြစ်မှာပဲဒီလိုပေါ့မသိမချင်းကိုဆွဲမလျှော့ဒီအတိုင်းသွားတဲ့သူတွေအဲ့တော့စိတ်တက်တွေပြန်မြင့်လာအားငယ်လိုက်တာနဲ့တပြိုင်နက်ပုံလဲသွားတတ်တယ်အဲ့တော့ဘယ်လိုအခြေအနေရောက်နေလဲအားမငယ်ဘူးသေဘေးနဲ့ကြုံရင်တော့အားမငယ်ဘူးအမြဲတမ်းဘုန်းကြီးပြောတယ်အားမငယ်အောင်အားငယ်တဲ့စိတ်ဝင်လို့ရှင်ချက်ချင်းခါထုတ်ပလိုက်အာယုံပြောင်းပလိုက်ခုနစိတ်နဲ့မွေးဘယ်လိုဖြစ်ဆက်လျှောက်မယ်ငါရှောက်နိုင်တယ်ငါလုံနိုင်တယ်အဲ့လိုပုံစံနဲ့အားငယ်မှုကိုဖျက်ဆီးပလိုက်ဒါဆိုရင်ဆက်လျှောက်ဖို့အဆင်ပြေလိမ့်မယ်အဲ့တော့ဘယ်အရာမှအားငယ်စရာမလိုဘူးလူတိုင်းဒီလိုပဲကြော်ဖြတ်နေကြတာအကုန်လုံးအဲ့ဒီစိတ်တက်ပြင်းပြင်းထန်ထန်သာထားမယ်ဆိုလို့ရှိရင်ကြော်ဖြတ်နိုင်ကြလိမ့်မယ်ဒါကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတို့နဲ့ကဘာသူကဘာသားအပေါင်းအခက်ခဲမှန်သမျှကိုစိတ်တက်ပြင်းပြင်းထန်ထန်နဲ့တီကြည်ကြော်ဖြတ်နိုင်ကြ၍အားငယ်မှုတွေကလွတ်မြောက်ပါစေအားလုံးအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ
လာပါအားလုံးကိုစနေပြကျမ်းမှာချမ်းသာကြ၍ဘေးကင်းကအေးချမ်းကြပါစေလို့ဆုတောင်းပေးပါတယ်ဒီနေ့မှာတော့ကံဆိုးခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ဟောပါမယ်တတ္တဝါတွေမှာကံကောင်းတဲ့အချိန်တွေရှိတယ်လို့ကံဆိုးတဲ့အချိန်တွေရှိတယ်အတိတ်တုန်းကပါလာတဲ့ကံဆိုတာကိုမြင်ရတာမဟုတ်ဒီတော့အကြောင်းရှိလို့အကျိုးတွေဖြစ်ကြတဲ့အခါရှောင်ပြေးလို့မရကြဘူးသေခြင်းတရားနဲ့ကြုံမယ်ဆိုလို့ရှိရင်လည်းသမုဒ္ဒရာတဲ့ဆင်းပြေလည်းမလွတ်ဘူးတောင်ထိပ်တက်ပြေလည်းမလွတ်ဘူးကောင်းကင်တက်လည်းမလွတ်ဘူးသေကံပါလာရင်သေကိုသေတာအဲ့တော့ကို့မှာကံကောင်းခြင်းတွေရှိနေဖို့အတိတ်ကအဆိုးတွေပါလာရင်လည်းတတ်တာအောင်နေ့စဉ်ကုသိုလ်တစ်ခုတော့လုပ်နေဖို့လိုတာပါလာတဲ့ကံတွေကိုပြောင်းလဲပြစ်နိုင်ဖို့တော့၎င်းလမ်းကြောင်းပြောင်းပြစ်နိုင်အောင်တော့၎င်းဒီနေ့လုပ်တဲ့ကုသိုလ်တွေကသာလမ်းကြောင်းပြောင်းပြနိုင်တာအာစိဏကံအပြင်နေ့စဉ်ကာယကံကုသိုလ်ဝစီကံကုသိုလ်မနောကံကုသိုလ်တွေပဲလုပ်လာမယ်ဆိုရင်အကုသိုလ်အကျိုးပေးတာတတ်တာသွားတယ်သို့တော်ကိုယ်ကလည်းပြစ္ဆုတ်ပံမှာအတ္တဖုံးလွှမ်းပြီးမသိမှုအဝိဇ္ဇာဖုံးလွှမ်းထားတဲ့အခါကျတော့အကြောင်းအကျိုးအကောင်းအဆိုးမဝေဖန်နိုင်တဲ့အချိန်တွေမှာမသိလိုက်မသိပါတာအပြင်အကုသိုလ်တွေဖြစ်ကုန်အတွေးမှာလည်းအကုသိုလ်တွေကြီးပဲမချင်တတ်တာတွေအမြင်မကြည်တာတွေစိတ်ဆိုးတာတွေညှိုးတာတွေဒီလိုအရာတွေနဲ့အကုသိုလ်တွေကြီးပဲဒီအကုသိုလ်အကြောင်းခံပြီးတော့နှုတ်ကထွက်တဲ့စကားတွေကလည်းလောင်ကျွမ်းတဲ့စကားတွေကြီးပဲအဲ့တော့စိတ်နဲ့နှုတ်ကလောင်ကျွမ်းနေတယ်လို့ကာယကံကလည်းပဲပူပူလောင်လောင်ကာယကံမှုတွေကြီးပဲပြုမိတော့တာအဲ့တော့အကုသိုလ်ပေါ်အကုသိုလ်ဆင်လာတော့တယ်ကိုဒီနေ့လုပ်နေတဲ့အကုသိုလ်တွေကအတိတ်ကပါလာတဲ့ကံကျွန်းတွေကိုအကျိုးပေးအောင်ဖိတ်ခေါ်နေတယ်လို့ပဲအကုသိုလ်နေရာလုတ်ပေးနေတယ်လို့ဖြစ်သွားတယ်ဒီတော့ကံဆိုးခြင်းကံဆိုးမှသွားရမိုးလိုက်လို့ရွာဆိုတဲ့အတိုင်းပဲဘုန်းကြီးတို့တွေလည်းကံတအားဆိုးတဲ့အချိန်တွေကြုံခဲ့ရတာပဲကိုရည်ရွယ်ထားတဲ့အရာတွေမဖြစ်ဘဲနဲ့မရည်ရွယ်တာတွေပြောင်းပြန်အားဖြင့်ဖြစ်သွားတယ်ဆွေမျိုးတွေမမျှော်လင့်တဲ့နေ့နဲ့အသေးစိုးတွေနဲ့သေဆုံးကုန်ကြတယ်စီစဉ်ဥစ္စာနေရာထိုင်ခင်းအကုန်ပျက်စီးသွားကြတယ်တစ်နှစ်တည်းတစ်ချိန်တည်းမှာအကုန်လုံးစုံပြီးတော့ဖြစ်သွားတယ်အဲ့ဒီခါမှာရင်ထုမနာဖြစ်ရတယ်နာကြည်မှုတွေရောပောက်ကွဲမှုတွေရောဝမ်းနည်းမှုတွေရောစုပြုံနေတဲ့ခံစားမှုတွေကိုခံရတယ်အဲ့မှာတတိဝင်လိုက်ဖြစ်ပြီးသွားတာတွေကဖြစ်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်နောက်ထပ်အဆိုးတွေကိုဖန်တီးမလားသို့မဟုတ်တတ်တာခွင့်ရအောင်ကိုရှောက်လို့ရတဲ့လမ်းကိုကုသိုလ်စိတ်နဲ့ဆက်ရှောက်မလားပြန်မေးမိတယ်ဒီတော့ဆုံးရှုံးသွားတာတွေကလည်းဆုံးရှုံးသွားပြီအခုကိုဘယ်လိုဆက်ရှောက်မလဲဆိုတဲ့လမ်းကိုထင်ထင်ရှားရှားမြင်အောင်ကိုမေးတယ်ရှောက်လို့ရတဲ့လမ်းကနေရှောက်တယ်အတတ်နိုင်ဆုံးအကောင်းဆုံးနေတယ်အကောင်းဆုံးကြိုးစားတယ်သူတို့ကမထိခိုက်စေသောနေဖြင့်အတတ်နိုင်ဆုံးနေတယ်မထိခိုက်စေသောစကားတွေကိုပြောတယ်အဲ့မှာတခြားသောကုသိုလ်ပါရမီဖြစ်ဖို့အဋ္ဌံပြုခြင်းပါညာစသည်ဖြင့်ကုသိုလ်တွေအများကြီးကိုဖိပြီးလုပ်ရတော့တယ်ငါမှကံအကျိုးပေးတယ်မကောင်းဘူးဆွေမျိုးတွေနဲ့တေကွဲတာလည်းအချိန်ချင်းအခါခါပဲဆုံးရှုံးမှုတွေလည်းအများကြီးပဲကံတွေဆိုးနေတယ်ဘယ်လိုလုပ်မလဲကောင်းတာနဲ့ဖားထေးပြင်မယ်ကောင်းတာနဲ့လမ်းကြောင်းပြောင်းပြင်မယ်အဲ့တော့အဋ္ဌံတွေအများကြီးလုပ်ရတော့တာကုသိုလ်တစ်ခုတည်းကိုပဲပြစ်ပြီးတော့အာကိုထားတော့တာဒီကြားထဲမှာတေခြင်းလည်းတေသွားပါစေတော့ဒီထက်ပိုပြီးတော့ဆုံးရှုံးစရာဘာမှမကြံတော့ဒီထက်ပိုပြီးဆုံးရှုံးစရာမရှိတော့ဘူးလို့အခြေအနေမျိုးကိုကြုံသွားပြီဆိုရင်ကုသိုလ်ကောင်းမှုသာပြီးပြီးတော့လုပ်ပါတော့အဲ့ဒီမှာလမ်းကြောင်းပြန်ပြောင်းလာပါတယ်ကုသိုလ်ဆိုတာသူ့ရဲ့အကျိုးပေးကိုမမြင်ရဘူးသို့တော်သူ့မှာအရှိန်ရှိတယ်ပြုပါများတဲ့အခါမှာအဟုန်တွေတက်လာတယ်ကောင်းကောင်းနေပါများလာတဲ့အခါမှာလမ်းကြောင်းတွေပွင့်လာအဲ့လိုမမြင်ရသောအကျိုးတွေကိုရရှိစေလာတယ်စိတ်နဲ့ပြုသောကုသိုလ်တွေကမမြင်ရသောအစွမ်း
အကျိုးတရားတွေကိုရစေတယ်ဒါကြောင့်ကံဆိုးချိန်ရောက်ရင်သတိထားပါအဲ့ဒီကံဆိုးချိန်ရောက်လာတဲ့အချိန်မှာနောက်ထပ်အကုသိုလ်ဆက်ပြီးတော့မဖြစ်ပါစေနဲ့ကုသိုလ်ဘက်ကိုပုံချလိုက်ပါကုသိုလ်များများသာလုပ်တော့အကုသိုလ်ဆိုနည်းနည်းလေးမှကိုယ်စိတ်မှာမဖြစ်အောင်နေတော့တတ်တာခွင့်ရလာမယ်နောက်တစ်ပံအဲ့ဒီလိုကံဆိုးချိန်တွေကိုကံဆိုးမှုတွေကိုကြုံမလာခြင်းရဲ့လဲကုသိုလ်နဲ့ကြိုပြီးတော့တားပါအဲ့တော့ရေတွင်းရေကန်တိဆောက်ခြင်းတောက်ရေအိုးတဲခြင်းလန္တရာဖောက်ခြင်းစတဲ့ကုသိုလ်တွေများစွာလုပ်လို့ရတယ်အဲ့ဒီလိုကံဆက်ပေးပါဒီလိုဆိုလို့ရှိရင်တော့ကံဆိုးမှုတွေကိုလွန်မြောက်နိုင်ကြတယ်ကံဆိုးမှုတွေကိုကောင်းသောကံတွေပြုခြင်းဖြင့်သာကျော်လွှားနိုင်တယ်လို့ပြောရင်အားလုံးသောတရားနာပရိသတ်တို့အေးချမ်းဖို့ဆုတောင်းပေးပါတယ်အားလုံးအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေမင်္ဂလာပါအားလုံးကိုယ်စွနဲ့ပြချမ်းမှာချမ်းသာကြ၍ဘေးကင်းကအေးချမ်းကြပါစေလို့ဆုတောင်းပေးပါတယ်ဒီနေ့မှာတော့မျက်နှာမလိုက်တဲ့ကံဆိုတဲ့ခေါင်းစဉ်နဲ့ဟောပါမယ်ကံတရားဆိုတာကတော့မိမိကိုယ်ဖြင့်ပြုသောအမှုများနှုတ်ဖြင့်ပြောသောအမှုများစိတ်ဖြင့်တွေးသောအတွေးများလို့ကံ၃မျိုးရှိတယ်တတ္တဝါတိုင်းကစိတ်နဲ့အလုပ်လုပ်ကြတယ်စိတ်ထဲမှာတွေးတဲ့အတိုင်းပြောကြတယ်လုပ်ကြတယ်စိတ်ထဲကတွေးတဲ့အတိုင်းခံစားကြတယ်စိတ်ထဲကခံယူတဲ့အတိုင်းသုံးသပ်ကြတယ်အဲ့လိုဆိုတော့မနောကံဖြင့်အရင်ဆုံးအလုပ်လုပ်နေကြကောင်းသောကံတရားနဲ့မကောင်းသောကံတရားကောင်းတယ်ဆိုတဲ့သဘောတရားကတော့သူစရိုက်တရားတွေဆိုလို့ရှိရင်တော့ကောင်းတယ်လို့ရေပုံရခံယူရတယ်နားလည်ထားရတယ်ဒုစရိုက်တရားတွေဆိုရင်တော့မကောင်းတာတွေလို့အဲ့ဒီလိုမျိုးလက်ခံထားရတယ်သူတစ်ပါးကိုထိခိုက်စေတယ်ဆိုရင်ဒါမကောင်းတာပဲပေါ့သူတစ်ပါးကိုမထိခိုက်ဘူးဆိုရင်ဒါကောင်းသောတရားမထိခိုက်ဘူးဆိုတဲ့နေရာတောင်မှအပြစ်ကင်းသောတရားပြစ္ဆုတ်ပံအပြစ်တမလုံးအပြစ်ဘာမှမဖြစ်ဘူးအဲ့လိုအပြစ်မဖြစ်စေသောတရားတွေကိုကောင်းသောတရားတွေကောင်းသောကံတွေလို့ခေါ်ရတယ်နေ့စဉ်နဲ့အမျှတွေးကြတာပဲပြောကြတာပဲလုပ်ကြတာပဲအဲ့ဒီအမှုရာတွေမှာတတိမရှိတဲ့အခါမှာကိလေသာနှိပ်စက်ပြီးတော့ကိလေသာရဲ့တွန်းအားနဲ့အလုံးလုံးကြတယ်လို့ဒီလိုနားလည်ထားရမယ်ကိလေသာဆိုတဲ့သဘောတရားကလည်းလိုချင်တက်မှတ်တဲ့လောဘအမျက်ဒေါသထွက်တဲ့ဒေါသတွေးဝေနေတဲ့မောဟမသိတဲ့မောဟထောင်လွှားတဲ့မာနအယူလွဲတဲ့ဒိဋ္ဌိစသဖြင့်ကိလေသာတရားတွေရှိတယ်အဲ့ဒီကိလေသာတရားတွေနှိပ်စက်လာတာနဲ့အမျှလောဘအားကြီးရင်လောဘအလျောက်တွေးတယ်ပြောတယ်လုပ်တယ်ဒေါသအားကြီးရင်လည်းဒေါသတက်ခံတဲ့တွေးတယ်ပြောတယ်လုပ်တယ်မောဟအားကြီးရင်လည်းမောဟတက်ခံတဲ့တွေးတယ်ပြောတယ်လုပ်တယ်မာနအားကြီးရင်လည်းပဲမာနတက်ခံတဲ့တွေးတယ်ပြောတယ်လုပ်တယ်အယူအလွဲဖြစ်နေပြီဆိုရင်တော့အဲ့ဒီအယူအလွဲဒိဋ္ဌိကိုအကြောင်းခံပြီးတွေးတယ်ပြောတယ်လုပ်တယ်အဲ့ဒါတွေဟာကံတွေဖြစ်ကုန်တာပဲကိလေသာတရားတွေလွှမ်းမိုးပြီးတော့မှဖြစ်တဲ့ကံတွေကတော့မကောင်းတာတွေပဲများတာပေါ့ဒီတော့အဲ့ကိလေသာကင်းစင်သောစိတ်သို့မဟုတ်နေသောစိတ်လို့ပြောရမယ်တာမန်ပုထုဇဉ်တွေအတွက်လောဘနေတဲ့စိတ်နဲ့တွေးတယ်ပြောတယ်လုပ်တယ်သို့မဟုတ်လောဘကင်းသောစိတ်ဖြင့်တွေးတယ်ပြောတယ်လုပ်တယ်ဆိုတော့အပြစ်ကင်းတာပေါ့လူချင်းမှုမှမရှိတဲ့အတွက်ကြောင့်မလို့သူတစ်ပါးအကျိုးပျက်စီးဖို့တွေပါတယ်မကြံတော့ဘူးသူတစ်ပါးစီစဉ်ကိုစီစဉ်ဖြစ်အောင်ကြံတာတွေပြူတာတွေမလုပ်တော့မပြောတော့ဒီအတိုင်းပဲဒေါသမရှိဘူးမေတ္တာပဲရှိတဲ့ပုဂ္ဂိုလ်မေတ္တာပဲရှိတဲ့ပုဂ္ဂိုလ်ကတော့ဒေါသအလျောက်လုံးမဲ့အရာတွေမလုံးမိတော့ဘဲနဲ့မေတ္တာတက်ခံရှိနေတဲ့အတွက်ကြောင့်သူတစ်ပါးအကျိုးရှိစေမဲ့ဒုက္ခမရောက်စေမဲ့အရာတွေကိုပဲတွေးတယ်ပြောတယ်လုပ်တယ်ဒီတော့ကောင်းကံတွေဖြစ်တာပေါ့မောဟနေရာမှာလဲမောဟမဟုတ်တော့ဘဲနဲ့ဉာဏ်တရားရှင်းနေပြီဆို
ဉာဏ်ရှင်ပြီးတော့တွေးမယ်ဉာဏ်ရှင်ပြီးပြောမယ်ဉာဏ်ရှင်ပြီးလုပ်မယ်ဆိုတော့အပြစ်ကင်းတဲ့အလုပ်တွေဖြစ်တယ်မာနဆိုတဲ့နေရာမှာလည်းပဲမာနမရှိဘဲနဲ့ကိုနှိမ်ချပြီးတော့ကာရဝတရားတွေနိဝါဒတရားတွေနဲ့ပြည့်စုံမယ်ဆိုရင်အဲ့ဒီကာရဝနိဝါဒတွေရဲ့တွန်းအားနဲ့ပဲတွေးမယ်ပြောမယ်လုပ်မယ်ဒီတော့အပြစ်ကင်းပြီးတော့ချစ်စပွဲကောင်းသောနှစ်လိုပဲကောင်းသောကံတရားတွေလုံးမိတယ်အယူအလွဲဒိဋ္ဌိမရှိဘဲနဲ့အယူမှန်ရှိနေတဲ့အခါကျတော့လေအမှန်တွေတွေးဖြစ်တယ်အမှန်တွေပြောဖြစ်တယ်အမှန်တွေလုပ်ဖြစ်တယ်အပေပေးကင်းတာပေါ့အဲ့ဒီလိုကိလေသာတရားတွေမရှိဘူးကိလေသာကင်းစင်သောနှလုံးသားရှိနေတယ်ဆိုကောင်းတဲ့ကံတွေပြုမိစိတ်ကလည်းအမြဲတမ်းဖြူစင်တဲ့အတွေ့ပဲတွေ့ဖြစ်တယ်လောဘမရှိဘူးဒေါသမရှိဘူးမောဟမရှိဘူးမာနမရှိဘူးဒိဋ္ဌိမရှိဘူးအဲ့ဒီလိုမျိုးတွေကိလေသာကင်းနေအောင်ဘယ်လိုလုပ်မလဲဆိုတော့တရားနှလုံးသွင်းနေတာပဲပေါ့အမြဲချင်းသဘောတရားကိုဆင်ခြင်ပြီးတော့ဖြစ်ချင်းပြည့်ချင်းကိုသာအမြဲမြင်အောင်ကြိုးစားနေတဲ့သူတစ်ယောက်ကစက္ကမလတ်တတိထားနေတဲ့သူတစ်ယောက်မျိုးပေါ့ဒါကိုအလွန်အကျွံပြောတယ်လို့ထင်ကောင်းထင်မယ်မဟုတ်ဘူးအဲ့ဒီလောက်ကိုအရေးကြီးတယ်ဒါကြောင့်အပ္ပမဒေနသံပါဒေထမမေ့မလျော်သောတတိနဲ့ပြည့်စုံကြကုန်လောလို့ဘုရားရှင်မှာတာတတိလွတ်သွားတာနဲ့ဒီကိလေသာကဝင်လာတာဒါကြောင့်တတိနဲ့အမြဲစောင့်ရတယ်အမြဲစောင့်ဖို့လိုတဲ့အတွက်ကြောင့်စက္ကမလတ်ကိုအရေးကြီးတယ်စက္ကမလတ်တတိတရားဖြင့်ထိန်းထားနိုင်ပြီဆိုရင်အပြစ်ကင်းသောအတွေ့အပြစ်ကင်းသောအပြောအပြစ်ကင်းသောအလုပ်တွေဖြစ်လာတာပေါ့ဒီတော့ဒီကံတရားတွေကကိလေသာရှိခြင်းမရှိခြင်းပင်ကိုယ်တက်ခံစရိုက်ကောင်းခြင်းမကောင်းခြင်းတင့်တယ်စွာနှလုံးသွင်းခြင်းတင့်တယ်စွာနှလုံးမသွင်းခြင်းဒီအရာတွေနဲ့သက်ဆိုင်တာကံတရားတွေလုံးပြီးတော့ကောင်းတဲ့ကံတရားတွေလုပ်တဲ့အခါကျတော့ပြစ္ဆုတ်ပံမှာကောင်းသောတရားတွေလုပ်တဲ့သူတယောက်အတွက်မင်္ဂလာတွေနေတိုင်းရှိနေတတ်တယ်မကောင်းသောတရားတွေလုံးမိတဲ့သူတယောက်အတွက်ကတော့အမင်္ဂလာတွေဖြစ်နေမယ်ဥပမာအားဖြင့်မေတ္တာလေးပို့နေတဲ့သူနဲ့ကြမ်းကြမ်းတမ်းပြောနေတဲ့သူနှစ်ယောက်ကွာဟာတလုံးမျိုးပဲဒီတော့ဘလို့ပဲပတ်ဝန်းကျင်ကအနေထားဘလို့ရှိမေတ္တာနဲ့ပြည့်နေတဲ့သူပညာနဲ့ပြည့်နေတဲ့သူအဲ့ဒီလူကိုမုန်းသူနဲ့ချစ်သူပေါ်တာပေါ့အမြဲကြမ်းတမ်းပြောပြီးတော့ရက်ဆက်လှုပ်တက်ကင်တက်တဲ့ပုံကိုမျိုးကိုတော့လူမချစ်ဘူးပေါ့မုန်းတာပေါ့ဒါပြစ္ဆုတ်ပံအကျိုးပဲဒီလိုဆိုတော့ကိုဘာလှုပ်တာဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေလူပဲဖြစ်ပါစေယဟန်ပဲဖြစ်ပါစေကံတွေလုံနေကြတယ်ဘယ်သူကိုမှကံကမျက်နှာမလိုက်ဘူးကောင်းသောကံမနောကံကစပြီးတော့နှလုံးသားဖြူစင်အောင်စကြိုးစားလိုက်တာနဲ့ကောင်းသောကံတွေပြုမိတဲ့သူတယောက်ကောင်းတဲ့အကျိုးတွေလိုက်လာတာပဲစောရကတက်တဲ့စကားမျိုးကတော့ကောင်းတာလုပ်ပြီးတော့လည်းကောင်းကျိုးတွေလည်းမရပါလားဆိုတာအပြည့်အဝကောင်းအောင်မဖြစ်သေးလို့ပါလို့ပြောရတယ်အပြည့်အဝကောင်းအောင်ကြိုးစားတဲ့ပုံကူမျိုးတွေမှာအဆိုးကိုတော့သူကဆိုးတယ်လို့မမြင်တော့ဘဲနဲ့တရားသဘောနဲ့ဆင်ခြင်ပြီးတော့တတ်တောင်တတ်တာချော်ဖြတ်နိုင်တယ်အဲ့ဒါအကျိုးတရားပဲပြီးတော့ကောင်းစွာနှလုံးသွင်းတယ်ကောင်းစွာပြောတယ်ကောင်းစွာအလုပ်လုပ်တဲ့ပုံကူမျိုးတွေမှာအတိတ်ကံပါလာလို့အသက်ငယ်နဲ့သေတာမသေတာစသည်ဖြင့်မဆိုင်ဘူးလောလောဆယ်မှာပြစ္ဆုတ်ပံလောက်ထားတဲ့ကံတွေကသူ့ကိုပြစ္ဆုတ်ပံမှာပဲအကျိုးတွေပေးတယ်ကံကမျက်နှာမလိုက်ဘူးဆင်းရဲတဲ့သူကောင်းတာတွေကောင်းတဲ့ကံရှိရင်သူစိတ်ချမ်းသာမှုအရင်ရတာချမ်းသာတဲ့သူမကောင်းတဲ့ကံတွေလုပ်နေမယ်ဆိုရင်တော့လေချမ်းသာတာနဲ့မဆိုင်ဘူးနေ့စဉ်နဲ့အများပူလောင်နေမှာစိတ်ဆင်းရဲနေရမှာပဲအဲ့တော့တမလွန်ဆိုတဲ့အခါကျတော့ဘယ်သူမှမျက်နှာမလိုက်တော့အခုဒီဘဝမှာတော့ကိုဘယ်လောက်ကောင်းတယ်ပြောသူပြုတ်ထားတဲ့ကံတွေကသူ့အတွက်အရေးထင်နေပြီးသားအရာထင်နေပြီးသားအဲ့ဒီအရာတွေကတမလွန်မှာအကျိုးကိုပေးတော့မယ်ဒီတော့ကံဆိုတာမျက်နှာမလိုက်ဘူးဒါကြောင့်ကံရဲ့အကျိုးကိုယုံကြည်တယ်ဆိုတဲ့ဘုရားဘာသာတို့ရဲ့အယူအဆကအဲ့ဒီမှာလက်တွေ့ကျင့်သုံးရတာပဲဒါကြောင့်မျက်နှာမလိုက်တဲ့ကံကိုအထင်မသေးပါနဲ့
မထီမဲ့မြင်လည်းမပြူပါနဲ့ကောင်းသောကံတွေကိုပြုခြင်းအပြင်မင်္ဂလာတွေကိုအရင်ဆောင်ကျင်းပြီးတော့ပြစ္ဆုတ်ပံတမလွန်မှာကောင်းကျိုးကိုရစေတာအမှန်ပါပဲမကောင်းတာလုပ်ရင်တော့မကောင်းကျိုးတွေလိုက်ပါသွားတဲ့အတွက်ကြောင့်စိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှုတွေကိုထပ်ပြီးတော့ခံစားနေရအောင်ပါပဲအတုံအလှဲ့တွေပြန်ခံစားနေရအောင်ပါပဲဒါကြောင့်ကောင်းသောကံတွေကိုပြုမိပြီးဝတ္တရားပြည့်စေမဲ့ဝဆင်းရဲကုန်စေမဲ့အကျင့်ကိုလည်းကျင့်ကြံနိုင်ပြီးအေးချမ်းပါစေလို့ဆုတောင်းပေးတယ်အားလုံးတရားနာသူအပေါင်းသူတော်ကောင်းကိုယ်စင်နှပြကျမ်းမာချမ်းသာ၍အေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေမင်္ဂလာပါအားလုံးကိုယ်စင်နှပြကျမ်းမာချမ်းသာကြ၍ဘေးကင်းကအေးချမ်းကြပါစေလို့ဆုတောင်းပေးပါတယ်ဒီနေ့မှာတော့ဘုန်းကြီးအဆိုးပြီးရင်အကောင်းလာမယ်ဆိုတဲ့ခေါင်းစဉ်နဲ့ဟောပါမယ်ဒီတန်တရာကလုဖို့အတွက်တောင်မှယောဂီပုဂ္ဂိုလ်တို့ဆိုတာအပြင်းထန်ကြိုးစားအားထုတ်ကြရတာရလက်တိုင်းဒီကြိုးစားအားထုတ်မှုအပေါ်မှာမူတည်တယ်ဒါကြောင့်ကြိုးစားနေရမယ်ဒီတော့ဘဝဆိုတာကအမြဲတမ်းကြိုးစားနေခြင်းတိုက်ပွဲဝင်နေခြင်းနဲ့ပတ်သက်တယ်အရှိကိုဆက်သွားနေဖို့အရာအတွက်အင်မတန်အရေးကြီးတယ်အလျှော်ပေးခြင်းစိတ်တွေဖြစ်တယ်ဆိုလို့ရှိရင်ကိုပြန်အားပေးရမယ်ဘယ်တော့မှအလျှော်ပေးဖို့မစင်စားနဲ့အဲ့တော့ဆိုရိုးစကားတွေလည်းရှိကြတယ်အားပေးတဲ့စကားတွေပေါ့ဟောမိုးရွာပြီးရင်တက်တန်လာမယ်မုန်တိုင်းပြီးလို့ရှိရင်တည်ငြိမ်မှုရောက်လာမယ်ညပြီးရင်မနက်ရောက်လာမယ်အဆုံးတစ်ခုပြီးရင်အသစ်တစ်ခုပြန်စမယ်အဲ့ဒီလိုဆိုတော့ဒီလိုမျိုးဆိုရိုးစကားတွေနဲ့ကိုပြန်ပြီးတော့အားဖြစ်အောင်လို့ကိုယ်စိတ်ကိုပြန်မြင့်တင်ပေးရတယ်လူဆိုတာစိတ်တက်ကြတတ်တဲ့တတဝါမျိုးဖြစ်ပေမဲ့လို့ကိုလည်းပဲစိတ်တက်မြင့်အောင်ပြန်ပြီးတော့မြင့်တင်နိုင်တဲ့လူစားမျိုးတွေဖြစ်တယ်ဒါကြောင့်ဘဝကိုအရှုံးမပေးရဘူးအရှုံးပေးခြင်းတဲ့စိတ်မျိုးဝင်လိုက်လို့ရှင်အရှုံးသမားဖြစ်သွားတာပဲအရှုံးမပေးဘူးဆိုရင်ဒါအနိုင်ရမဲ့သူတယောက်ဖြစ်သွားတာပဲဘဝမှာဆုလက်ဆိုတာအမြဲရှိတယ်အဲ့ဒီဆုလက်ကစူးစမ်းနေတဲ့သူတွေအတွက်ပဲအခက်အခဲတွေကြားတဲ့ကပဲအခွင့်အရေးကိုရှာကြရတာပဲလူတိုင်းဟာဒီလိုပဲရှာဖွေနေကြတာကိုယ်မတောင်းဝင်တွေအများကြီးရှိနေကြတော့လဲဖြေရှင်းစရာပြဿနာတွေရှိနေကြတော့လဲထွက်ပေါက်တစ်ခုကိုတော့အမြဲရှာနေကြတာပဲရှာရင်တွေ့တယ်မရှာရင်မတွေ့ဘူးဒါကြောင့်ရှာနေဖို့လဲလိုသလိုတစ်ခုခုလုပ်နေဖို့လဲလိုတယ်ဘာမှမလုပ်ဘဲနဲ့ထိုင်နေလို့ကတော့ဘာကိုမှလည်းမျောလင်းလို့မရဒါကြောင့်တစ်ခုခုလုပ်နေရမယ်ဘဝအတွက်ကတော့မလုပ်လို့မရဘူးလုပ်ကိုလုပ်နေရမယ်ကြိုးစားနေရမယ်အဲ့တော့စွန့်လွတ်မယ်တော်ပြီဆိုတဲ့စိတ်တကြဆိုတဲ့အရာမျိုးအစိုးအမြင်နဲ့ကြည်ပုံမျိုးသုံးသပ်ပုံမျိုးဘယ်တော့မှမလုံးမိစေနဲ့ကို့မှာဘဝရှိသေးတယ်ကို့မှာရှည်လျားတဲ့ခရီးကြီးကိုရှောက်အောင်မယ်အဲ့တော့ဘယ်လိုပဲဖြစ်ပါစေနေ့စဉ်နေ့တိုင်းမှာတက်ကြွတဲ့စိတ်နဲ့ပဲကြော်ဖြတ်သွားမယ်အခက်အခဲဆိုတာလူတိုင်းမှာရှိတယ်လူမှုရေးပြဿနာဆိုတာလူတိုင်းမှာရှိတယ်အဲ့ဒီပြဿနာတွေကိုသာအမြဲတမ်းထောက်ပြပြောဆိုနေမယ်ဆိုရင်တော့ဘယ်ကိုမှလည်းရောက်မှာမဟုတ်တော့ဘူးဘာမှလည်းလုပ်လို့ရတော့မှာမဟုတ်ဘူးနေ့စဉ်နဲ့အမျှညီတွားရင်းစိတ်ညစ်ရင်းနဲ့ပဲကုံဆုံးသွားလိမ့်မယ်အဲ့ဒီတော့ဒီအောင်မြင်ဖို့အတွက်စ조사သည်ပဲဖြစ်ပါစေအစဉ်ပြေဖို့စ조사သည်ပဲဖြစ်ပါစေယခုလက်ရှိကြုံနေတဲ့အခက်အခဲတွေထဲမှာကိုအခွင့်အရေးဆိုတာကိုရှာတတ်ရမယ်ဆိုတဲ့ဥစ္စာစကားပြောတော့လွယ်တယ်တကယ်ရှာခြင်းတဲ့လူဆိုလို့ရှိရင်လည်းရှာတွေးကြတာကြီးပဲအဲ့ဒီတော့အခွင့်အရေးဆိုတာတွေကနေရာတိုင်းမှာရှိတယ်တကယ်ပြဿနာတွေထဲမှာကိုအခွင့်အရေးဆိုတာရှိနေတတ်တယ်အခက်အခဲတွေဆိုတဲ့အထဲမှာကိုအခွင့်အရေးဆိုတာရှိနေတတ်တယ်တွေ့အောင်ရှာပါတွေ့အောင်ရှာပြီးတော့တခုခုကိုလုံရင်းဖြင့်ကိုမျောလင်းတဲ့အရာကိုဆောင်စားပါအချိန်ကျရင်ရောက်လာလိမ့်မယ်မိုးရွာပြီးတက်တံပေါ်လာပဲအဲ့တော့အားလျှော့မဲ့အရာတွေကိုအားလျော့စေမဲ့အရာတွေကိုမတွေးနဲ့အားလျော့စေမဲ့အရာတွေကိုနားမထောင်နဲ့အားတက်စေမဲ့အရာတွေကိုသာတွေးခေါ်မိမိကိုယ်ကိုအမြဲတမ်းစိတ်တက်မြင့်တင်ပေးအမြဲတမ်းမြင့်တင်ပေးဖို့လိုတယ်ဒီလောက်ပြဿနာကတော့ကြော်ဖြတ်နိုင်တယ်ဒီလောက်ကတော့အေးစစ်စစ်ကြော်ဖြတ်သွားမယ်မမှုဘူးဆိုတဲ့စိတ်မျိုးကိုထားရတယ်ဒီတော့မှလည်းကြော်ဖြတ်နိုင်ကြတာမဟုတ်ရင်အရှုံးသမားတွေကြီးပဲညားလာလိမ့်မယ်ဘဝဆိုတာအရှုံးပေးဖို့မဟုတ်ဘူးဘဝဆိုတာတိုက်ပွဲဝင်နေဖို့ဒါကြောင့်ကိုယ့်ရဲ့ဆိုင်ရာဘဝတွေအတိုင်းလောကီအတွက်ပဲဖြစ်ပါစေလောကုတ္တရာအတွက်ပဲဖြစ်ပါစေကြိုးစားမှသာရတာဖြစ်တဲ့အတွက်ကြောင့်မလျှော်သောလုံလနဲ့ဆက်တာကြိုးစားပါ
ဘယ်တော့မှစိတ်တက်ကြမဲ့စကားမျိုးမပြောနဲ့ဘယ်တော့မှစိတ်တက်ကြစေမဲ့အရာမျိုးတွေမတွေးနဲ့ဖြစ်ကိုဖြစ်စေရမယ်အဲ့တော့ဒီကမှတေရောဇွဲလည်းမလျှော့ဘူးမျောလင်းချက်ကိုလည်းမပြတ်စည်းစေရဘူးလုံနိုင်တာတကုတ်ကုလုံနေရင်လည်းဆက်လျှောက်သွားမယ်အဲ့ဒါကိုပဲပြီးပြည့်စုံတဲ့ဘဝလို့ခေါ်ရတာပဲဆက်ပြီးတော့ကြိုးစားပါဘယ်တော့မှလည်းစိတ်တက်မကြပါနဲ့စိတ်တက်ကြစေမဲ့အရာမှန်သမျှကိုခေါင်းထဲကထုတ်ပြစ်လိုက်ပါတက်တက်ကြွကြွနေပါကုသိုလ်စိတ်နဲ့အေးအောင်နေပါအေးချမ်းပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်ဒါကြောင့်ကဘာသူကဘာသားပေါင်းမိမိစ조사တဲ့သောအရာများကိုစ조사နေရင်ဖြင့်အနာဂတ်မှာအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေမင်္ဂလာပါတရားတော်ပရိသတ်အားလုံးကိုစိတ်နဲ့ပြချမ်းမှာချမ်းသာကြပြီဘေးဥပ္ပအန္တရာယ်အပေါင်းမှာကင်းဝေးကြကတရားအရေးမှာအေးချမ်းပါစေလို့ရှေးဥစွာဆုတောင်းပေးပါတယ်ဒီနေ့မှာတော့ဘုန်းကြီးစိတ်ခွန်အားဖြစ်စေမဲ့တရားစကားများဟောပြပါမယ်လောကမှာကကိုမကြုံကျင်တာတွေကိုကြုံနေရတဲ့အခါကိုမဖြစ်ကျင်တာတွေဖြစ်နေတဲ့အခါရေပုံရအားဖြင့်တော့လူအများစုဟာစိတ်ထိခိုက်ကြတာပဲအဲ့ဒီစိတ်ထိခိုက်မှုထဲမှာကိုယ့်ရဲ့မိသားစုတွေဆုံးရှုံးရတာမျိုးကပိုးပြီးတော့ကြေကွဲစရာကောင်းတယ်ပိုးပြီးတော့ပြင်းထန်တယ်ဒီလိုမျိုးကြုံနေရတဲ့အချိန်မှာဆုတ်တီရမရဖြစ်မယ်ကိုယ်အနာမှာဘယ်အရာကအားကိုးရဖြစ်မလဲလို့မျှော်လင့်ကောင်းမျှော်လင့်မိလိမ့်မယ်ဒါတော့ဘုန်းကြီးတို့ရဲ့လက်တွေ့ကြုံခဲ့ရတဲ့အနေအထားတွေနဲ့ရှင်းပြီးတော့ပြောရမယ်ဆိုရင်ဘုန်းကြီးရဲ့မိဘတွေကိုတပြိုင်တည်းအချိန်မှာအကုန်လုံးကိုဆုံးရှုံးလိုက်ရတဲ့အချိန်မိသားစုတစ်စုလုံးကိုဆုံးရှုံးလိုက်ရတဲ့အချိန်နာဂိမုန်တိုင်းကာလာတုန်းကဘုန်းကြီးအဲ့ဒီလိုမျိုးကြုံဘူးတယ်ဒီလိုကြုံလိုက်တဲ့အချိန်မှာကိုယ်အနားမှာလည်းမိသားစုကမရှိဘူးဒါပေမဲ့မိသားစုကမုန်တိုင်းမှာအကုန်ပါသွားပြီဒီအချိန်မှာဖြစ်တဲ့စိတ်ခံစားမှုကခံစားရတဲ့သူပဲသိတယ်ဘဝကြီးတစ်ခုလုံးကိုဘာမှအတိတ်ပဲမရှိတော့သလိုမျိုးထင်သွားတယ်လှုပ်လက်စအလုပ်ကိုလည်းဆက်မလုပ်ချင်တော့သလိုစိတ်ဓာတ်တွေကျတယ်ပတ်ဝန်းကျင်ကလူတွေကိုလည်းကိုယ့်အပေါ်မှာသူတို့မငဲ့ညာဘူးလို့ထင်မိတယ်တကယ်တမ်းကျတော့အဲ့ဒီလိုခံစားနေရင်နဲ့ကိုအမှန်တိုင်းပြန်မြင်အောင်ကြည့်လိုက်တာဩကြုံရမယ်တရားကကြုံရမှာပဲဒေကံပါလားလို့သိကြတယ်ကွဲကံပါလားလို့ကွဲကြရတယ်မိသားစုတစ်စုလုံးကိုတပြိုင်တည်းဆုံးရှုံးလိုက်ရတာဟာရင်ဘတ်ထဲမှာကိုယ်နှလုံးသားကိုတင်းတင်းကြပ်ကြပ်ဆွဲပြီးတော့ဆုပ်ခံထားရတယ်လို့မျိုးပူးလောင်ပြီးတော့နေတာပါအဲ့ဒီအနေထားကနေပြန်ပြီးတော့ကောင်းမွန်အောင်ကိုပြန်ပြီးတတိတွေပေးရတယ်လောလက်စအလုပ်ကိုရပ်လိုက်မှာလားလောလက်စအလုပ်ကိုရပ်လိုက်ရင်ကိုမိဘတွေကပြန်ရှင်းလာမှာလားကိုသွားမဲ့လမ်းကိုမလျှောက်ဖဲနဲ့ရပ်လိုက်တော့မလားမလျှောက်ဖဲနဲ့ရပ်လိုက်ရင်ကိုမိဘတွေပြန်ရှင်းလာမလားသို့မဟုတ်ကြံခဲ့သောကိုကဒီလောကထဲမှာဒီလိုပဲစိတ်ဓာတ်တွေကြပြီးတော့အရှုံးပေးပြီးတော့ဆက်ပြီးတော့ရှင်းတမ်းမှာလားဒီလိုမျိုးရှင်းတမ်းတဲ့အချိန်ကြရင်ကြာလာရင်ကိုယ့်အပေါ်မှာတပါသောသူတွေကအရှုံးပေးထားတဲ့သူဆိုပြီးတော့နှိမ်ပြီးတော့ကြည်မယ်နှိမ်ပြီးတော့ဆက်ဆံလာလိမ့်မယ်အဲ့တော့တကယ်တမ်းကျတော့ကိုကအသက်ရှင်ပြီးကြံခဲ့တယ်အသက်ရှင်ကြံခဲ့တဲ့သူကဘဝတိုက်ပွဲကိုဆက်ပြီးတော့ဝင်နေရမှာပဲဒီနေ့အသက်ရှင်သေးရင်ဒီနေ့အပြည့်အဝရှင်သန်နိုင်ဖို့အရေးကြီးတယ်အတိပ္ပယ်ရှိရှင်သန်နိုင်ဖို့အရေးကြီးတယ်လို့တွားပြီးမြင်လိုက်တယ်ဒီအခါမှာကိုယ်မှာဆုံးရှုံးမှုတွေရှိတော်လဲကိုယ့်ရဲ့နေ့စဉ်အသက်ရှင်မှုကအတိပ္ပယ်ရှိတဲ့အသက်ရှင်မှုဖြစ်ရမယ်ဒီပြစ္ဆုတ်ပံဘဝအတွက်တော်၎င်းဓမ္မလွန်အတွက်တော်၎င်းသို့မဟုတ်နိဗ္ဗာန်ကိုရည်မှန်းတယ်ဆိုနိဗ္ဗာန်ရောက်နိုင်ဖို့တော်၎င်းဘယ်လိုအကောင်းဆုံးနည်းနဲ့ဆက်ပြီးတော့အသက်ရှင်မလဲဆိုတာကိုပြန်မေးဖြစ်တယ်အဲ့ဒီလိုကိုပြန်မေးလိုက်တဲ့အခါမှာတခြားသောသူတွေကိုအပြစ်မမြင်တော့ဘူးကြုံရတဲ့လောကရန်ကိုလည်းအပြစ်မမြင်တော့ဘူး။ကိုမိဘတွေကိုခေါ်သွားရက်လေခြင်းဒီကံကြမ္မာကြီးကိုပဲအပြစ်ပဲတင်ရတော့မလို့ဒီလိုစိတ်တွေမရှိတော့ဘူး။အဲ့တော့ကံကြမ္မာဆိုတာကိုလည်းအပြစ်မမြင်တော့ဘူး။ဘဝမှာအကြောင်းရှိအကျိုးဖြစ်လာမှာဖြစ်တဲ့အတွက်ကြောင့်ဒီအကြောင်းပါလာလို့ရင်ဆိုင်ရပြီပဲ။ရင်ဆိုင်ပြီးသွားတာကိုပြန်ပြီးတော့တွေးပြီးတောကအရောက်မခံနဲ့တော့တခါတရံမှာပြန်တွေးပြီးတော့စိတ်မကောင်းဖြစ်တတ်တယ်
ဒါကိုလွန်ဆန်လို့မရဘူးသို့တော့အလုံးများများလုပ်ပြီးတော့လုံးလို့ရတဲ့အလုပ်ကိုလုပ်ပြီးကိုယ့်အတွက်အကျိုးရှိမယ်ဆိုရင်တော့၎င်းတပါးသောသူတွေအတွက်အကျိုးရှိမယ်ဆိုရင်တော့၎င်းဒါဟာနေ့ဒီတနေ့တာအတွက်အဓိပ္ပာယ်ရှိသောရှင်သန်မှုပဲလို့ကိုယ့်ဘဝကိုအဓိပ္ပာယ်ရှိတဲ့ရှင်သန်မှုနဲ့ရှင်သန်နိုင်အောင်တွန်းအားတွေပြန်ပေးရတယ်ကိုပြန်ပြီးတော့နှိုးဆွားရတယ်ကိုပြန်ပြီးတော့အားပေးရတယ်အဲ့တော့ဘဝခရီးတစ်ခုဆက်လျှောက်အောင်မှာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့မကြုံနောက်နေ့ကြုံမှာပဲဆိုတာကိုအမြဲတွေးရတယ်အဲ့လိုကြုံလာတဲ့အခါကျဘယ်လိုရင်ဆိုင်မလဲဆိုတဲ့နည်းကိုလည်းအမြဲတမ်းတွေးရတယ်ကြိုတင်ပြင်ဆင်တာမဟုတ်တော့လည်းပဲကြိုတင်တွေးတာမတုံမလှုပ်ရင်ဆိုင်တယ်ဆိုတဲ့ပုံစံအဲ့တော့ကိုယ့်ရှိမှာကြုံစရာတွေကကြုံပြီဆိုလို့ရှိရင်အခုလောလောဆယ်အကောင်းဆုံးဘာလုပ်နိုင်တယ်လဲဆိုတဲ့အရာဘာကိုအလုံးနိုင်ဆုံးလဲဆိုတဲ့အရာကိုစဉ်းစားတတ်ရတယ်ဒီတော့မှအလုံးနိုင်ဆုံးသောအရာနဲ့အသင့်တော်ဆုံးသောအရာတွေကိုရွေးပြီးတော့လှုပ်လာတဲ့အခါတော့ကလည်းနဲလာသလိုလက်ရှိအချိန်မှလည်းပဲပူဆွေးမှုလောင်ကျွမ်းမှုတွေနဲစွာနဲ့တည်ငြိမ်စွာဆက်ပြီးအသက်ရှင်သန်သွားနိုင်တယ်အဲ့တော့ဘဝကိုတိုက်ပွဲတစ်ခုလိုပဲအများနဲ့ခံယူထားလိုက်ပြီးတော့ဘာကြုံလာအောင်မလဲကြုံချင်တာကြုံတဲ့အခါကိုဒီခွေရောက်ရင်ဒီတက်နဲ့လော်မယ်ဟိုခွေရောက်ရင်ဟိုတက်နဲ့လော်မှာပဲဘယ်လိုမျိုးသွားရမှာလဲမတ်သွားရမှာလားသို့မဟုတ်ခါညွတ်ပြီးသွားရမှာလားဘလို့ပဲဖြစ်နေအသက်ဆက်ရှင်နေသေးတာဖြစ်တဲ့အတွက်ကြောင့်ဒီရှင်သန်နေတဲ့ကာလတစ်ခုမှာတော့အကျိုးရှိနေစေရမယ်အဲ့ဒီပုံစံမျိုးနဲ့ကိုအမြဲတမ်းနှိုးဆော်ရတယ်အမြဲတမ်းစိတ်တက်ကြွနေအောင်လုပ်ပေးရတယ်အဲ့တော့ဒီအရာတွေကိုပြတ်မဲ့သဘောတည်ပြတ်မဲ့သဘောတည်ပြတ်ရမှာမလို့ပြတ်သွားပြီဘယ်သူမှအပြစ်တင်စရာမလိုဘူးကိုဘဝတည်ကိုရဲ့ဒုက္ခတည်ကိုသာလင်ဆိုင်တယ်ကိုဒုက္ခတည်ကိုနဲ့သာဆိုင်တယ်တခြားသူတွေနဲ့မဆိုင်ဘူးကိုကြုံရမယ့်ပြဿနာကိုကြုံနေတဲ့ပြဿနာကိုယ်တိုင်ပဲရင်ဆိုင်မယ်အဲ့လိုရင်ဆိုင်ရင်းနဲ့ဒီသောကတွေကိုတခြားသူတွေကိုလည်းပြောနေစရာမလိုဘူးပြောနေတဲ့အခါမှာလည်းပဲမျှဝေပြီးတော့ခံစားပေးနိုင်တယ်ဆိုတာခဏပြီးရင်ကိုတယောက်တည်းပဲဆက်လျှောက်အဲ့တော့ကိုဘယ်လိုဆက်လျှောက်မလဲကိုလျှောက်တဲ့အချိန်မှာဘာတွေကခွန်အားအဖြစ်ကိုဘဝအတွက်ဝမ်းစာအနေနဲ့လိုအပ်တယ်လေအဲ့လိုအပ်တဲ့အရာတွေကိုဖြည့်မယ်ကိုရဲ့စိတ်နှလုံးရည်စွမ်းအားလိုနေသေးတယ်ဆိုရင်နှလုံးရည်စွမ်းအားဒီထက်ပိုကောင်းလာအောင်လေ့ကျင့်မယ်အဲ့တော့ကာယပိုင်းဆိုင်ရာဖြင့်ကျမ်းမာရေးပိုင်းဆိုင်ရာမှာလိုအပ်နေသေးသလားကိုသာတတိထားပြီးတော့ခန္ဓာကိုယ်ပိုင်းမှာဘယ်အပိုင်းကအင်အားနည်းနေတာလဲကိုယ့်ရဲ့အကျင့်စရိုက်ပိုင်းမှာဘယ်အပိုင်းကအင်အားနည်းနေတာလဲကိုယ့်ရဲ့စိတ်နေစိတ်ထားပိုင်းမှာကိုဘလောက်အင်အားနည်းနေတယ်လဲကိုဒီရင့်ကျက်စွာဖြင့်ဘယ်လိုအရာမျိုးကိုမဆိုတည်ငြိမ်စွာရင်ဆိုင်နိုင်တဲ့အခွန်အရေးချင်းရှိပြီလားအဲ့ဒီအရေးချင်းမျိုးမရှိသေးရင်ရှိအောင်ကြိုးစားမယ်ဘာပဲကြုံလာပါစေတော့ရှေ့မှာကြုံချင်တာကြုံပါစေတော့သိမဲ့နေသိမှာပဲအဲ့တော့ကြုံရမယ့်အရာကရှောင်လို့မရဘူးကြုံလာမယ်ဆိုရင်ဘယ်လိုမျိုးပဲဖြစ်နှစ်ဘူးတွေကြုံမှတော့ပြေးတာရင်ဆိုင်လိုက်မယ်အခုနေတွေးပြီးတော့တောကတွေဖြစ်နေလဲအလကားပဲအဲ့တော့ဘဝဆိုတာဒုက္ခတွေပဲဖြစ်တဲ့အတွက်ကြောင့်ဒုက္ခတစ်မျိုးပြီးတစ်မျိုးကြုံနေမှာပဲဇွဲမလျှော့ဖို့ပဲအရေးကြီးတယ်လက်ရှိအနေအထားမှာစိတ်တွေထိုင်ကြပြီးတော့မှိုင်မနေဖို့ပဲအရေးကြီးတယ်ကြုံပြီးသွားတဲ့အရာတွေကိုပြန်ပြီးတော့မစင်စားဘူးအခုဘယ်လိုဆက်ပြီးအသက်ရှင်မလဲဆိုတဲ့ကြံခဲ့တဲ့အနေအထားလက်ရှိမျက်စိရှိမှတွေ့နေတဲ့အနေအထားတွေကိုအကောင်းဆုံးအဆင်အပြေဆုံးအနေအထားမျိုးနဲ့ပုံစံမျိုးနဲ့ဖန်တီးပြီးတော့ဆက်လျှောက်မယ်အဲ့ဒီစိတ်နဲ့လျှောက်ကြရတယ်ဒီခါကြလို့ရှိရင်အရာကိုကြော်ဖြတ်သွားနိုင်လိမ့်မယ်တုံလို့သောစိတ်နဲ့မဟုတ်ဘဲနဲ့ငါသိရင်လည်းသိပါစေငါအမျိုးတွေကသေတာလည်းသေကံပါလို့သေပြီးအဲ့တော့ငါကိုလည်းတနေ့မဟုတ်တနေ့သေဘေးကရောက်လာနိုင်တယ်အဲ့တော့ကြုံလာမှတော့ရှောင်မရမယ်အတူတူတော့လက်ရှိအသက်ရှူနေတဲ့အချိန်မှာအကျိုးအရှိဆုံးပုံစံမျိုးနဲ့အသက်ရှင်မယ်တရားလုံနိုင်တယ်ဆိုရင်လက်ရှိအချိန်ကအသင့်တော်ဆုံးပဲမနှက်ပြန်လဲသေနိုင်တယ်ဒီနေ့လဲသေနိုင်တာဖြစ်တဲ့အတွက်ကြောင့်အခုအသက်ရှူနေတဲ့အချိန်မှာတရားအသိနဲ့နေမယ်လုံနိုင်တာကိုလုံမယ်အကုသိုလ်နဲ့လွှမ်းမိုးပြီးတော့ညစ်သေးတဲ့ဘဝမဖြစ်စေရလို့ကိုပြန်အားပေးလိုက်ပြန်မှတ်သွားလိမ့်မယ်ဒါကြောင့်မလို့တရားနာသူအပေါင်းပရိသတ်အပေါင်းတွေလက်ရှိကြုံနေတဲ့အခက်အခဲတွေလက်ရှိကြုံနေတဲ့ပြဿနာတွေကိုကြုံရမယ့်အရာတွေကိုကြုံနေတာဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်တက်ကြမယ့်အစားဘာအလုံးနိုင်ဆုံးလဲဆိုတဲ့အရာကိုသာကြည်ရင်ဖြင့်အကောင်းညှော်လင့်ရင်ဖြင့်သာဆက်ပြီးတော့အသက်ရှင်ပါလို့တိုက်တွန်းကြပါတယ်ကဘာသူကဘာသားပေါင်းအေးချမ်းပျော်ရွှင်ပြီးတော့လိုချင်သောပန်းတိုင်တွေကိုရောက်နိုင်ကြပါစေ
င်္ဂလာပါအားလုံးကိုဆင်းနေပြချမ်းမှာချမ်းသာကြ၍ဘေးကင်းကအေးချမ်းကြပါစေလို့ဆုတောင်းပေးပါတယ်ဘုန်းကြီးဒီနေ့မှာတော့ကိုမေ့နေသောအခါဆိုတဲ့ခေါင်းစဉ်နဲ့ပြောပါမယ်လူတွေဟာအလုပ်တွေလုပ်နေကြရင်းနဲ့တခြားအရာတွေကိုစဉ်းစားနေကြတယ်တခြားလူတွေအကြောင်းကိုပြောနေကြတယ်ပြီးတော့အဲ့ဒီလူတွေအရာဝတ္ထုတွေနဲ့ပတ်သက်ပြီးတော့ပဲသူတို့တွေမကြေမနက်တွေဖြစ်ကြတယ်အဲ့ဒီလူတွေအရာဝတ္ထုတွေနဲ့ပတ်သက်ပြီးတော့ပဲခံစားကြတယ်အဖြစ်တွေတင်ကြတယ်အဲ့ဒီလိုနေနေတာကိုပဲသူကသဘာဝလို့ထင်တယ်ပြီးတော့အရာဝတ္ထုတွေကိုတွေ့တာထားတယ်လူပုဂ္ဂိုလ်တွေကိုတွေ့တာထားတယ်အဲ့ဒီလိုတွေ့တာနေတာကိုပဲသူကသူ့ဘဝလို့ခံယူထားတယ်အဲ့ဒီတွေ့တာမှုတွေအဲ့လိုကန့်ညင်မှုတွေကြောင့်သူ့မှာမလွတ်မလပ်တဲ့နှလုံးသားမလွတ်မလပ်တဲ့စိတ်ဖြစ်နေတဲ့ဆိုတာကိုသူသတိမထားမိဘူးသူကသူမေ့အမှန်တော့ဒီနှလုံးသားကအနာပေးဖို့လိုအပ်တယ်ဒီနှလုံးသားကစင်ကြယ်နေဖို့လိုအပ်တယ်ဒီနှလုံးသားကလွတ်လပ်တဲ့နှလုံးသားဖြစ်နေဖို့အမိခိုကင်းတဲ့နှလုံးသားဖြစ်နေဖို့လိုအပ်တယ်အမိခိုကင်းတဲ့နှလုံးသားနဲ့သာလျှင်အမိခိုကင်းတဲ့ဘဝကိုရမှာလွတ်လပ်တဲ့နှလုံးသားနဲ့သာလျှင်လွတ်လပ်တဲ့ဘဝကိုရမှာအမှန်တကယ်တော့တွေ့တာမှုတွေအများကြီးနဲ့နေနေတဲ့သူတွေဟာမလွတ်လပ်ကြဘူးသူတို့ပြောစရာရှိရင်ပြောလိုက်ဝမ်းနေစရာရှိရင်ဝမ်းနေလိုက်စိတ်ဆိုးစရာရှိရင်စိတ်ဆိုးလိုက်နဲ့ဒါကိုပဲတဘာဝဆိုပြီးဒီအတိုင်းဆက်သွားနေကြတယ်အမှန်တော့နေတိုင်းလောင်နေတာအချိန်တိုင်းလောင်နေတာလောင်ကျွမ်းပြီးသူ့မှာအနာယူပါတယ်လို့ကိုမရှိဘူးဒါပေမဲ့သူကတော့သူ့ကိုယ်သူအဆင်ပြေတယ်လို့ထင်တယ်အမှန်တကယ်တော့အဲ့ဒါကိုအဆင်ပြေတယ်လို့ခေါ်တာမဟုတ်သူတော်ကောင်းတွေသွားတဲ့လမ်းစဉ်မှာဒီနှလုံးသားကိုအတွေ့အတာတွေတန်ရောစင်တွေရှင်းနေအောင်ထားဖို့အဓိကထားကြတယ်ကိုယ်နှလုံးသားကိုပြန်ကြည့်ကြတယ်နှလုံးသားမှာဘာတွေနဲ့ရှုပ်ချက်ခတ်နေလဲဘာတွေနဲ့လောင်ကျွမ်းနေတာလဲဘာကြောင့်လောင်ကျွမ်းနေတာလဲအကြောင်းလေးကိုကြည့်တယ်ပြီးရင်အဲ့ဒီအကြောင်းလေးကိုဖယ်ပစ်တယ်ဖယ်ပစ်တဲ့အခါကျတော့လွတ်လပ်တဲ့နှလုံးသားကိုပြန်ရတယ်အမိကိုကင်းတဲ့နှလုံးသားကိုပြန်ရတယ်လူတယောက်ကိုမိကိုထားတယ်ဆိုတဲ့အရာကိုဘာသာကိုစဉ်းစားကြည့်ရင်တွေ့ကြလိမ့်မယ်သူမရှိရင်နေလို့မရဘူးသူရှိမှအလုပ်လုပ်တတ်တယ်သူရှိမှပဲပြောတယ်အဲ့တော့ကိုကကိုဘဝကိုမပိုင်တော့ဘူးကိုရဲ့ဖြစ်တည်မှုကိုရဲ့ယက်တည်မှုကပျောက်သူတစ်ပါးနဲ့ဆက်ဆက်မှုဖြစ်အမှန်ကဘယ်သူနဲ့မှဆက်ဆက်မှုမရှိဘဲနဲ့ကိုတယောက်တည်းလည်းပြည့်စုံနေရမှာကိုတယောက်တည်းလည်းပဲဘလို့ပဲဖြစ်ဖြစ်အဆင်ပြေနေရမယ်အဲ့တခြားသူတယောက်တခြားအရာဝတ္ထုတစ်ခုပေါ်မှာမိခိုနေရတဲ့စိတ်မရှိအောင်ကြိုးစားရမှာအမိခိုကင်းတဲ့စိတ်အရန်တန်ဖို့ရှိတယ်စင်ကြယ်တဲ့စိတ်အရန်တန်ဖို့ရှိတယ်ဒါတွေဟာသူတော်ကောင်းတွေကြင့်ကြံသွားတော့နီလန်းပဲသူတော်ကောင်းတွေကအဲ့ဒီလိုနှလုံးသားကိုရဖို့အတွက်ကြိုးစားကြတယ်နေထိုင်ကြတယ်ဒါကြောင့်မလို့ရှုပ်ထွေးခြင်းလာပြီးဆိုရင်ဘာချောင်းရှုပ်ထွေးတာလဲကြည်လိုက်ဒါတစုံတစ်ယောက်ကြောင့်ပဲဒါတစုံတစ်ရာကြောင့်ပဲတစုံတစ်ယောက်ကိုတွေ့တာနေလို့ပဲတစုံတစ်ယောက်နဲ့ညှိကပ်နေလို့ပဲတစုံတစ်ရာကိုညှိကပ်နေလို့ပဲလို့သွားတွေ့တယ်အဲ့လိုပူလောင်မှုဖြစ်တဲ့အချိန်မှာအကြောင်းလဲသွားတွေ့ရောကိုညှိကပ်နေတဲ့သူကိုပြန်ကြည့်လိုက်တယ်ဖြစ်နေတဲ့အနေအထားကိုဆင်ခြင်ကြည့်လိုက်တယ်ကိုကဒါမိခုံနေတာလားသူကကိုမိခုံနေတာလားကိုကလိုအပ်တာလားသူကလိုအပ်တာလားဒီလိုသွားပြီးစဉ်းစားခြင်းသိလိမ့်မယ်ကိုကကြည့်ပဲလိုအပ်နေတယ်ဆိုရင်ကိုသည်ကိုရဲ့ယက်တည်မှုပျောက်နေပြီအဲ့ဒါကိုရဲ့နှလုံးသားကလည်းမလွတ်လပ်တဲ့နှလုံးသားဖြစ်နေပြီဒါကြောင့်လောင်နေတာဒီတော့ကိုဘာသာကိုလိုအပ်မှုမရှိဘဲနဲ့နေနိုင်အောင်ကျင့်ယူရမယ်ကြိုးစားယူရမယ်လိုအပ်မှုမရှိဘဲနဲ့နေတဲ့သူကကြောက်ကြမဲ့နေရတယ်အေးချမ်းစွာနေရတယ်ပြောခြင်းလည်းပြောလို့ရတယ်အေးခြင်းလည်းအေးလို့ရတယ်အဲ့တော့ဒီနှလုံးသားကိုအနာပေးဖို့လိုတယ်ဒီနှလုံးသားကိုတန့်ဆင်ပေးဖို့လိုတယ်ဒီနှလုံးသားကိုအတွေ့အတာကင်းအောင်စောင့်ရှောက်ဖို့လိုတယ်ဒီခါကျရင်ကိုပြန်တွေ့လိမ့်မယ်ဒီတော့ကိုမေ့မနေပါနဲ့မလိုအပ်သောအရာတွေကိုနှလုံးသားတဲ့အကုန်ပြည့်ထည့်ထားပြီးတော့အလောင်းမခံပါနဲ့တကယ်ကိုလိုအပ်မယ်အရေးအကြီးဆုံးကိုလိုအပ်တဲ့အရာဆိုတော့နည်းနည်းလေးပဲရှိလိမ့်မယ်အဲ့ဒီနည်းနည်းလေးနဲ့ပြည့်စုံအောင်နေပါလွတ်လပ်တဲ့နှလုံးသားကိုပိုင်ဆိုင်ပြီးတော့အေးအောင်ကြိုးစားပါတရားနာသူအပေါင်းသူတော်ကောင်းတို့ကိုယ်စနစ်ပြချမ်းမှာချမ်းသာကြ၍လွတ်လပ်သောနှလုံးသားဖြင့်အမိကိုကင်းသောနှလုံးသားဖြင့်အေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေမင်္ဂလာပါပရိသတ်
ဘုန်းကြီးဒီနေ့မှာတော့အပြေရှားကြည့်ပြီးအေးအောင်နေမယ်ဆိုတဲ့ခေါင်းစဉ်နဲ့ဟောပါမယ်ကိစ္စတိုင်းမှာအကြောင်းတရားတစ်ခုရှိတယ်အဲဒီအကြောင်းတရားတစ်ခုကြောင့်အကျိုးရလဒ်တွေရလာတဲ့အခါပျော်ရွှင်တဲ့ဆိုတဲ့ရလဒ်စိတ်ဆင်းရဲတဲ့ဆိုတဲ့ရလဒ်ဒီလိုမျိုးတွေအကျိုးတွေရလာတယ်အဲ့ဒီရလာတဲ့နေရာမှာများသောအားဖြင့်အခက်အခဲတွေနဲ့ကြုံလို့စိတ်ဆင်းရဲတဲ့အခါမျိုးတွေမှာပေါ့ကိုကအေးအောင်နေမယ်လို့ရည်ရွယ်ထားတယ်မြတ်စွာဘုရားရဲ့တပည့်ဖြစ်တဲ့အတွက်ကြောင့်ဘယ်လိုအခြေအနေမျိုးမှာမဆိုလောကရန်ကိုအံတုပြီးတော့တရားနဲ့အေးအောင်နေကိုနေမယ်လို့ဆုံးဖြတ်ထားတယ်ဆိုရင်လောလောဆယ်ကိုမပျော်ရွှင်ဘူးစိတ်ဆင်းရဲတယ်အဲ့ဒီမပျော်ရွှင်ရခြင်းစိတ်ဆင်းရဲရခြင်းကိုအကြောင်းရှာကြည့်မယ်သူ့ရဲ့အဖြေကိုရှာကြည့်မယ်ကိုကအဲ့ဒီလိုအဖြေမရှာကြည့်မိပဲနဲ့ပတ်ဝန်းကျင်ကိုအပြစ်တွေပုံချနေတဲ့အခါမျိုးဖြစ်ခြင်းဖြစ်နေလိမ့်မယ်ကိုဘေးနာကလူတယောက်ယောက်ကိုအပြစ်ပုံချတဲ့အခါမျိုးဖြစ်ခြင်းဖြစ်နေလိမ့်မယ်အဲ့တော့အေးစရာအကြောင်းမရှိတော့ပူလောင်ပြင်းရင်ပူလောင်တစ်ထပ်ပူလောင်တပြေးပြေးနဲ့ပို့ပြီးဆိုးလာဖို့ပဲရှိတယ်အဲ့တော့ဒီအနေထားကနေကိုကဲမယ်အေးအောင်နေမယ်အကြောင်းကိုပြန်ရှာကြည့်လိုက်တော့ဘာကြောင့်လဲဆိုတော့ကိုအစင်မပြေလို့သွားပြီးတော့တွေးမယ်မပြောရွှင်ရခြင်းစိတ်ဆင်းရဲရခြင်းဒီအဓိကအရေးကြီးဆုံးနံပါတ်1အကြောင်းကတော့ကိုအစင်မပြေတာဘယ်လိုအစင်မပြေတာလဲစိတ်ပိုင်းဆိုင်ရာအစင်မပြေတာလားကိုယ်ပိုင်းဆိုင်ရာအစင်မပြေတာလားပြန်ရှာကြည့်ရအဲ့တော့စိတ်ပိုင်းဆိုင်ရာအစင်မပြေဘူးဆိုရင်လည်းဘာသွားတွေ့လဲဆိုတော့လောလောဆယ်ကိုယ်မှာဖြစ်နေတဲ့မပြည့်စုံမှုကိုယ်ဖြစ်ခြင်းတိုင်းမဖြစ်မှုသည်ကိုယ်မှာလိုအပ်ချက်တစ်ခုခုရှိလို့ကိုယ်အားနည်းတာတစ်ခုခုရှိလို့ဒါမှမဟုတ်ရင်ကိုယ်လိုချင်တဲ့ဆန္ဒတွေဖြစ်ချင်တဲ့ဆန္ဒတွေများနေလို့အကြောင်းကိုပြန်ရှာတွေ့လိမ့်မယ်ကိုဘေးနာကလူတစ်ယောက်ကကိုစီမံတဲ့အတိုင်းလိုက်မလုပ်ဘူးဆိုတာအမှန်ကတေချာပြန်ကြည့်လိုက်တော့အခုလုံးမဲ့အလုပ်ကသူ့ဆန္ဒနဲ့လုပ်မှာလားကိုယ်ဆန္ဒနဲ့လုပ်မှာလားပြန်ပြီးအဖြေရှာခြင်းတွေ့တယ်ဒီအလုပ်ကိုသူ့ဆန္ဒနဲ့လုပ်မှာမဟုတ်တဲ့အတွက်ကြောင့်သူကတော့စိတ်ပါမှာမဟုတ်တာအသေးချာပဲကိုအလုပ်ကိုပြည့်မြောက်ခြင်းတဲ့အတွက်ကြောင့်စိတ်တွေစောနေတယ်ဆန္ဒတွေစောနေတယ်အဲ့ဒီခါမှာဘေးကလူကိုအပြစ်သွားတင်မိတယ်ဒီတော့အဲ့လိုအပြစ်တင်ပြီးတော့အေးဒါကိုမဖြစ်စေဘူးဆိုရင်လောင်နေတယ်ဆိုရင်ကိုအေးအောင်ဘယ်လိုပြန်နေမလဲဆိုတော့ကိုကဖြစ်ခြင်းစိတ်များနေတာကိုဒါကြောင့်ကိုရဲ့ဖြစ်ခြင်းစိတ်ကိုဖြစ်နိုင်တဲ့အနေအထားနဲ့ပဲကျင့်တတ်နိုင်အောင်စိတ်ကိုလျှော့ချမှဖြစ်မယ်လို့ကိုအားနဲ့ချက်ကိုပြန်ရှာပြီးတော့ပြင်လိုက်ရင်မလောင်တော့နောက်ကိုမှအစမပြေတာပါဖြစ်နေတာလေကိုကလောလောဆယ်အစမပြေမှုဖြစ်တဲ့အရာကိုရဲ့အားနဲ့ချက်ကိုမမြင်ပဲနဲ့အစဉ်ပြေတဲ့သူပေါ်မှာလောလောဆယ်မကျေနပ်ခြင်းတွေမနာလိုခြင်းတွေဝင်နေလို့ဖြစ်လိမ့်မယ်တခုခုဝင်နေပြီအဲ့ဒီဝင်နေတဲ့အတွက်ကြောင့်မလို့ကိုပြောနေလို့မရတော့ဘူးအေးနေလို့မရတော့ဘူးဒါကိုလည်းပဲအေးအောင်နေမယ်အကြောင်းပြန်ရှာကြည့်မယ်အဓိကအချက်ကတော့ကို့မှာအားနည်းမှုရှိနေလို့ပဲနောက်ပြီးတော့ကို့မှာချိုးယွင်းချက်တစ်ခုရှိနေလို့ပဲလို့ကိုယ့်ရဲ့ချိုးယွင်းချက်ကိုယ့်ရဲ့အားနည်းချက်ကိုပြန်မြင်ပြီးတော့ကိုယ့်ဘာသာကိုပြန်ကြိုးစားယူလိုက်ရင်ပူလောင်စရာမရှိတော့သူများကိုမနာလိုစရာမရှိတော့သူတစ်ပါးအပေါ်မှာမကျေနပ်စရာအချက်တွေလည်းမရှိတော့သူတစ်ပါးကိုအပြစ်တင်စရာလည်းမရှိတော့တကယ်တမ်းကျတော့သူ့ဆန္ဒနဲ့ကိုယ်ဆန္ဒဆိုတာဘယ်တော့မှတစ်ထက်ထဲကြမှာမဟုတ်ဘူးအဲ့တော့ကိုယ်ဆန္ဒကိုပြည့်ခြင်းရင်များကြိုးစားကိုယ်အတွင်းအေးချမ်းမှုကိုများအာယုံစိုက်ကိုယ့်ရဲ့အားနည်းချက်တွေကိုပဲပြန်ပြီးတော့ရှာဖွေပြီးတော့ပြုပြင်မွမ်းမံအဓိကအချက်ကတော့
အမြဲတမ်းကုသိုလ်စိတ်ကိန်းနေဖို့ဘာဝနာတစ်ခုခုလုပ်နေဖို့တော့အရေးကြီးတယ်ဘာဝနာလွတ်တဲ့စိတ်ဟာရိုင်းဖို့ပြစ်မှားဖို့လွယ်တော့တာပဲဆိုတာဘယ်တော့မှမမေ့နိုင်အဲဒါကြောင့်ဘာဝနာအလုပ်အမြဲလုပ်ဖြစ်အောင်ကြိုးစားပြီးတော့တကယ်အကြောင်းရင်းကိုပြန်ရှာပြီးတော့ရှာတဲ့အခါမှာလည်းများသောအားဖြင့်ကိုယ်ပဲတရားခံဆိုတာသွားပြီးတော့တွေ့လိမ့်မယ်အဲ့တော့ကိုယ့်ရဲ့အလိုမကျဖြစ်နေမှုတွေကိုလျှော့ချပြီးတော့မကြေမနက်ဖြစ်နေတဲ့စိတ်တွေကိုလည်းလျှော့ချပြီးတော့ဖြစ်တဲ့အနေအထားမှာဖြစ်နိုင်တဲ့လောက်ကလေးနဲ့ကျေနပ်နိုင်အောင်ကြိုးစားပြီးတော့ကိုယ့်ရဲ့ပညာတွေဉာဏ်တွေလုံလောက်ဝိရိယတွေကိုအားထုတ်ပြီးတော့ကိုယ်ဆန္ဒပြည့်မြောက်အောင်အများကိုစီယုံနိုင်တဲ့အရေးအချင်းဖြစ်လာအောင်ပြိုးထောင်ဒါဆိုရင်ဘသူကိုမှမကျေနပ်စရာလည်းမရှိဘသူအပေါ်မှာမှစိတ်ဆိုးစရာလည်းမရှိမလိုမုန်းထားစိတ်ထားစရာလည်းမရှိပဲနဲ့အစဉ်ပြေတဲ့ဘဝကိုရလာလိမ့်မယ်အဲ့တော့အဖြေရှာမယ်ဆိုရင်တော့ကိုယ်တိုင်မှာပဲပြန်တွေးနိုင်တယ်အဲ့ဒီကိုယ်တိုင်ကအားနည်းချက်တွေကိုပြင်ပြီးတော့အေးချမ်းမှုစီကိုလမ်းနိုင်ပါစေလို့ဘုန်းကြီးဆုတောင်းပေးထားပါတယ်ကမ္ဘာသူကမ္ဘာသားပေါင်းအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေမင်္ဂလာပါပရိသတ်ကြီးဘုန်းကြီးဒီနေ့မှာတော့ကံကြွေးမရှိစေနဲ့ဆိုတဲ့ခေါင်းစဉ်နဲ့ဟောပါမယ်ကံကြီးအကျိုးဆိုတဲ့အတိုင်းပဲပြုထားတဲ့အရာတွေကအကျိုးတွေပြန်ရတတ်တယ်အဲ့တော့အရေးကြီးဆုံးပြောချင်တာကတော့ပျော်ရွှင်မှုကိုပျက်စီးစေသောအေးချမ်းမှုကိုပျက်စီးစေသောကံတွေမလုံးမိစေနဲ့လို့ပြောချင်တာလူတစ်ယောက်ကိုကပြစ်နဲ့စောစောကားပြောလို့ရှိရင်ကိုအဲ့ဒီလိုပြန်ပြောမဲ့သူပေါ်လာတတ်တယ်လူတစ်ယောက်ကိုကအသုံးချပလိုက်မယ်ဆိုရင်ကိုအသုံးချမဲ့သူလည်းပြန်ပေါ်လာတတ်တယ်လူတစ်ယောက်ကိုနိုင်တဲ့စီနဲ့ပြုမှုပြီးတော့ဘဝကိုပျက်စီးအောင်လုပ်မိမယ်ဆိုရင်ကိုလည်းဘဝပျက်စီးသည့်အထိဒုက္ခပေးမဲ့သူပေါ်လာတတ်တယ်ဒီဘဝမှာတော့ပြန်ပြီးတော့ကံကြွေးပြန်ဆက်ရတဲ့သူတွေရှိတယ်အဲ့တော့ပစ္စုပန်တမလုံးဆိုတဲ့အရာတွေကိုစဉ်းစားမယ်ဆိုရင်တမလုံးမှာဒီဘဝကကံအကျွေးတွေပါသွားမယ်ဆိုရင်ဟိုဘက်မှာကိုပြုတ်ခဲ့သမျှကိုခံရတဲ့ဘက်ကိုပြန်ရောက်သွားတတ်တယ်ဒါကြောင့်အဲ့ဒီကံကြွေးတွေကြောက်စရာကောင်းတယ်တန္တရာဝတ်ကိုပြတ်အောင်ဖြတ်နိုင်၍နောက်ဆုံးနိဗ္ဗာန်မျက်မှောက်ပြုသွားနိုင်တော့မှယဟန္တာဖြစ်သွားတော့မှလွတ်မြောက်ရမှာခန္ဓာဝန်ကိုချတော့မှအပြည့်တတ်တာမဟုတ်ရင်တော့အဲ့ဒီယဟန္တာဖြစ်မဲ့ဘဝအထိကံအကျွေးတွေလိုက်တယ်တတန္တရာလုံးကိုလိုက်တာဒါကြောင့်ဆိုးသွမ်းကြီးလေးအပြစ်တွေကိုမလုံးမိစေနဲ့လွယ်ရလို့လွယ်ယူလိုက်မယ်ဆိုပြီးတော့လေမယူမိစေနဲ့ပြန်ဆရတတ်တယ်သူတစ်ပါးစီကနေပြီးတော့ကိုကအချောင်ရလို့သူတစ်ပါးကိုမလိမ့်တပတ်လုပ်ပြီးတော့သူ့ဘဝပြတ်သွားသည့်အထိပြုပြီးမှအကျိုးအမြတ်ယူလိုက်တာမျိုးတွေအဲ့တော့ဒီဘဝမှာတော့စားကောင်းစားရလိမ့်မယ်အဲ့တော့တမလွန်မှာတော့ကိုယ်အဲ့ဒီလိုလူယုံမပေါ်အောင်နှိပ်စက်မဲ့ဖြက်စီးမဲ့သူတွေနဲ့ပြန်ပြီးတော့ကြုံရတတ်တယ်ဒါက6လန့်တာမဟုတ်ဘူးယုတ်တိသဘောအရာပြုံးပြရင်သူများပြန်ပြုံးပြမှာပဲမဲ့ပြရင်သူများပြန်မဲ့ပြမှာပဲအကြောင်းရှိအကျိုးရှိမှာပဲအဲ့ဒါဟာမြတ်စွာဘုရားဟောတဲ့တရားတော်တွေအတိုင်းပဲပရိစ္ဆသမုပ္ပါဒေသနာအရာအကြောင်းရှိရင်အကျိုးတွေလာနေအောင်မယ်အဲ့အကြောင်းပြတ်တော်မှာအကျိုးကရက်မှာကံပြုတ်ထားရင်လေကံရဲ့အကျိုးဆိုတာလာအောင်မှာအဲ့တော့ကိုယ်ဘဝခဏတာတတန်းတိုလေးရတဲ့အချိန်မှာကုသိုလ်တွေအများကြီးစုသွားဖို့ပဲအာရုံစိုက်ကိုကသူတစ်ပါးကကိုယ့်ဘောမှာဘလောက်မကောင်း
ကိုကပြန်ပြီးတော့မတုံ့ပြန်နဲ့ကိုယ့်ရဲ့ကံကြွေးတွေပါမလာစေနဲ့ကို့ဘမှာသူတစ်ပါးကဘလောက်ပဲယုံမာကိုပေးဆက်ရမှာမလို့ပေးဆက်လိုက်ရတာကိုကနေပြန်ပြီးတော့မယုံမာနဲ့တတိထားပေါ့တတိထားပြီးတော့သူတစ်ပါးကိုပေါ့အနိုင်ယူတာနှိပ်စက်တာမခံရအောင်ကတော့ပညာသုံးတတိသုံးကြည်ရှောင်ပေါ့ကို့အတွက်ကတော့ဝေကျွေးဖြစ်စေမဲ့ကံကြွေးတွေတင်စေမဲ့အရာတွေမလုံမိအောင်ကုသိုလ်များများလုပ်ပါမှာချင်တယ်ကဘာသူကဘာသားအပေါင်းကံကြွေးမရှိတဲ့ဘဝများဖြင့်အေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေမင်္ဂလာပါအားလုံးအစဉ်တစ်ပြချမ်းသာချမ်းသာကြ၍ဘေးဥပအန္တရာယ်ပေါင်းမှကင်းဝေးကအေးချမ်းကြပါစေလို့ဆုတောင်းပေးပါတယ်ဘုန်းကြီးဒီနေ့မှာတော့မျောလင်းလေပင်ပန်းလေဆိုတဲ့ခေါင်းစဉ်နဲ့ဟောပါမယ်လူဘဝဆိုတာမြတ်စွာဘုရားဟောကြားထားတဲ့အတိုင်းအနတ္တတရားတွေဒီသင်္ခါရတရားတွေဟာကိုယ်စီမံလို့စီမံတဲ့အတိုင်းဖြစ်ချင်မှဖြစ်ကြတာကိုကအဖြူလိုချင်ပြင်မဲ့အမဲတွေရတယ်ကိုကတောင်းတပြင်မဲ့သူကမပေးဘူးကိုကဒီလမ်းကိုသွားခြင်းပြင်မဲ့သူကဟိုလမ်းသွားခြင်းတယ်အဲ့ဒီလိုဒါလူနှစ်ယောက်တည်းပဲရှိသေးတယ်အများနဲ့နေတဲ့အခါကျတော့ပို့ပြီးတော့ဆိုးတာပေါ့ဒီတော့ဒီနေရာတွေမှာညှော်လင်းချက်တွေအများကြီးနဲ့ရည်ရွယ်ချက်ကြီးနဲ့အလုပ်တွေလုပ်ကြဖို့တဲ့လုပ်ပူးကြတဲ့သူတွေရှိလိမ့်မယ်အဲ့ဒီညှော်လင်းချက်အကြီးကြီးနဲ့အလုပ်လုပ်နေရင်နဲ့ရှေ့ဆက်သွားလို့မရတော့ဘဲနဲ့ရပ်သွားတာမျိုးတွေရှိတယ်အဲ့တော့ဘာကြောင့်လဲဆိုတော့လူတိုင်းကသူတို့ရဲ့ကိုယ်ပိုင်ရည်ရွယ်ချက်ကိုယ်ပိုင်အတ္တနဲ့အသက်ရှင်တာကိုယ့်အတွက်အသက်ရှင်ကြတာမဟုတ်ရခဲ့တယ်ကိုယ့်အတွက်အသက်ရှင်တဲ့သူဆိုတာလင်မယားနှစ်ယောက်ဆိုရင်တောင်မှရခဲ့တယ်အဲ့တော့မရဘူးလို့ပြောတာမဟုတ်ရခဲ့တယ်အဲ့တော့ဘုန်းကြီးတို့တွေလိုတပည့်တွေအများကြီးနဲ့နေတဲ့လူတွေဆိုပိုသိတာကိုယ့်အတွက်ရှင်သန်ပေးနေတဲ့သူဆိုတာရှားတယ်အဲ့ဒီလိုမျိုးဖြစ်တဲ့အခါကျတော့ကိုယ်တအားချင်းမျှော်လင့်ထားတဲ့အခါကျတော့ခံစားတော့ကိုယ်ပို့ပြီးတော့ခံစားရတယ်ကိုယ်ကကာလတစ်ခုအထိရည်ရွယ်ချက်ကလေးထားတယ်ဒါပေမဲ့အဲ့ဒီကာလတစ်ခုမတိုင်ခင်မှာသူတို့ကပုံစံမျိုးစုံနဲ့ဖောက်ပြန်ပျက်စီးသွားကြတယ်အမျိုးစုံစ조사ပြီးတော့ပံပိုးဖာထေးလောက်တော့လည်းပဲပြက်ချိန်တန်းရင်ပြက်ကြတာပဲအဲ့တော့ကိုယ်ကဖြစ်ချင်စိတ်တွေအများကြီးနဲ့အလုပ်လုပ်ရင်ခံစားရတာပုံများတယ်ဒီတော့ဒီနေ့အကောင်ဆုံးရှင်သန်လိုက်တာပေါ့ဒီနေ့လုံနိုင်တဲ့အလုပ်ကိုလုပ်ပြီးတော့ဒီနေ့ရှိနေသေးကြရင်အတူတူရှိနေသေးကြရင်တန်ဖိုးလေးထားပြီးတော့ပျော်အောင်နေလိုက်ကြတယ်မနှက်ပြန်ရှိချင်မှရှိကြတော့မှာဒီနေ့အတူတူနေပေမဲ့မနှက်ပြန်အတူတူနေချင်မှနေရမှာဒါကြောင့်ဒီနေ့ကလေးကိုပြောင်းလဲသွားနိုင်တယ်အခုလောလောဆယ်မျက်စိရှိမှဖြစ်နေတဲ့အနေအထားဟာဒါကိုတန်ဖိုးထားလို့ရတဲ့အနေအထားပဲဒီအချိန်ဟာတန်ဖိုးထားရမယ့်အချိန်ပဲဒီလိုမျိုးပဲကိုယ်စိတ်ထဲမှာနှလုံးပိုက်ပြီးတော့အများကြီးအရှိကိုကြိုပြီးတော့မျောလင်းမနေနဲ့တနေ့တိုင်းကိုအကောင်းဆုံးလုပ်သွားတဲ့သူတွေကတော့အနာဂတ်မှာတော့တတ်တာခွင့်ရကြတာပဲအလုံးမလုပ်တဲ့သူနဲ့အလုံးလုပ်တဲ့သူတော့ကွာဟာတယ်အဲ့ဒီလိုလောကကကိုယ့်ကိုခံစားမှုတွေအများကြီးပြန်ပေးတယ်မျောလင်းမှုအများထားရင်ခံစားရတာပို့ပြီးတော့ပြင်းထန်တယ်ဆိုတော့မလုပ်တော့ဘူးလားဆိုတော့လည်းမဟုတ်ဘူးမလုပ်လို့လည်းမရပြန်ဘူးဘဝဆိုတာအဲ့ဒါပဲရွေးချယ်လို့မရဘူးသူကဆုပ်လဲစူးတယ်စားတော့လဲယူတယ်အဲ့ဒီပုံစံမျိုးပဲဒီတော့လောကီပေါင်းတဲ့ကနေပြီးတော့မလွတ်မြောက်နိုင်သေးခင်ကာလမှာရေလိုက်တဲ့ငါလိုက်တဲ့နေတာမျိုးအစဉ်အပြေဆုံးပဲမြတ်စွာဘုရားတရားအရာဆိုရင်မြင်ကမျှပဲကြားကမျှပဲနားကမျှပဲမတွေ့တာရအောင်အဲ့တော့တာယာပွဲတွေဖြစ်နေတော့လဲမိန်မောပြီးတော့မနေသင့်ဘူးစိတ်ပြည့်စရာတွေတွေ့ပြန်တော့လည်းပဲစိတ်နှလုံးတွေကြေကွဲပြီးတော့မနေသင့်ဘူးတ
တာမန်ပဲသဘောထားပြီးတော့နေတာအကောင်းဆုံးအဲ့လိုပြောတဲ့အခါကျတော့ခံစားချက်မရှိဘူးလားဆိုတဲ့ဆောရကတော့ရောက်လာနိုင်တယ်မဟုတ်ဘူးခံစားချက်ကတော့လူတိုင်းရှိနေကြတာပဲအဲ့ဒီခံစားချက်မှာမျောလင်းချက်များတဲ့သူပိုခံစားရတယ်လို့ပြောတာမအေးချမ်းတော့အေးချမ်းဖို့ဆိုလို့ရှိရင်အဲ့ဒီကိုယ်မျောလင်းချက်တွေကိုအချိန်လေးပေးတဲ့လောက်ပဲသွားမယ်ဆိုတဲ့ပုံစံနဲ့နှလုံးသွင်းပြန်ပြောင်းရတယ်ခုနပြောသလိုပဲမြင်ကားမြကြားကားမြနားကားမြစားကားမြထိကားမြဒီသဘောလေးပြစ္ဆုတ်ပံတက်တဲ့လေးမှာနေပြီးတော့အေးချမ်းအောင်နေတာအဲ့လိုမှမနေလို့ရှိရင်တော့ယူသွားနိုင်တယ်အဲ့တော့ဘုန်းကြီးတို့ကလက်တွေ့တွေဆိုတဲ့အခါကျတော့လူတယောက်ကိုသူတို့ကရည်ရွယ်ချက်တစ်မျိုးဖြစ်နေတာကိုသူတို့ရဲ့အသက်ရှင်နေထိုင်မှုတွေကကိုယ့်အတွက်အသက်ရှင်နေထိုင်ကြတာမဟုတ်သူတို့အတွက်သူတို့အသက်ရှင်နေထိုင်ကြတာသူတို့အတွက်လောလောဆယ်အရေးရလို့နေကြတာစားစရာရလို့နေကြတာအရေးမရှိတော့ဘူးကိုလည်းမကြွေးနိုင်တော့ဘူးဆိုမနေကြတော့အဲ့ဒါအမှန်တရားဒီလိုဆိုတော့အများကြီးမျှော်လင့်အများကြီးခံစားရဖို့ပဲရှိတယ်လမ်းဆုံးကိုမြင်ပြီးသားဖြစ်ရမယ်ကိုဘဝရှောက်လန်းတဲ့နေရာမှာရှင်ကွဲကွဲချင်းသေကွဲကွဲချင်းပျက်စီးခြင်းဆိုတဲ့အရာတွေကိုကြိုတွေးရမယ်ကြိုတွေးထားပြီးလို့ရှိရင်ဖြစ်မလာလို့ရှိရင်လည်းဝမ်းမနေနဲ့ကိုယ်ကွင်းသွားလို့ရှိရင်လည်းဝမ်းမနေပဲနဲ့နေနိုင်အောင်ကြိုတင်လေ့ကျင့်ကိုယ်ကွင်းသွားတဲ့ဥစ္စာကိုတော့ဘယ်သူမှတော့ဝမ်းသာနေတာတော့မရှိဘူးပေါ့တတ်တာအောင်ပြောတာပါဒါကြောင့်တအားကြီးမမျောလင်းနဲ့မျောလင်းပါများရင်ယူသွားနိုင်တယ်မျောလင်းချက်ကြီးရင်ယူသွားနိုင်တယ်တကုတ်ကုပျက်စီးသွားတဲ့အခါဒါကြောင့်အားလုံးသောကဘာသူကဘာသားအပေါင်းဘုန်းကြီးရဲ့ပရိသတ်အပေါင်းဒီတရားကိုနားပြီးတဲ့အခါမှာကိုယ့်ရဲ့အေးချမ်းမှုကိုအာယုံစိုက်ဖို့ပြန်ပြီးတော့တတိဝင်ပါစေကိုယ့်ရဲ့အေးချမ်းမှုအာယုံစိုက်တဲ့အချိန်မှာတွေ့တာမှုတန်ရောစင်တွေကဒီအေးချမ်းမှုအတွက်အနှောက်အယှက်ပဲလို့မြင်နိုင်ပါစေမြင်တဲ့အတိုင်းနှလုံးသွင်းပွားများသွားလို့အေးချမ်းကြပါစေလို့ဆုတောင်းပေးပါလေအားလုံးအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေမင်္ဂလာပါအားလုံးကိုယ်စနစ်ပြချမ်းမှာချမ်းသာကြကုန်၍ဘေးဥပတ်အန္တရာယ်အပေါင်းမှကင်းဝေးကြပါစေလို့ဆုတောင်းပေးပါလေဘုန်းကြီးဒီနေ့မှာတော့ခဏတာတည်သောအရာများဆိုတဲ့ကောင်းစင်နဲ့ဟောပါမယ်အရာရာသည်မမြဲသောတရားများဖြစ်တဲ့အတွက်ကြောင့်ခဏလေးတည်ပြီးခဏလေးပြတ်ကြတဲ့အတွက်မြဲတာဘာမှမရှိဘူးဆိုတာကိုတော့ဘုန်းကြီးတို့တွေရေပုံရလက်ခံထားကြတယ်ဒီလောကဓာတ်မှာရှိတဲ့အရာတွေများစွာကလည်းယာယီပဲတည်ရှိကြတာကိုကြားသမျှကိုမြင်သမျှကိုနံသမျှကိုစားသမျှကိုထိတွေ့သမျှကိုတွေးသမျှအရာတွေကကြာကြာမတည်နိုင်ဘူးခဏပဲတည်ကြတာကိုရဲ့ဝမ်းနည်းမှုကိုရဲ့ပျော်ရွှင်မှုဒီအရာတွေကလည်းခဏပဲတည်တာဒီနေ့ပျော်နေပေမဲ့မနှက်ဖြန်မှာဝမ်းနည်းကောင်းဝမ်းနည်းရလိုက်မယ်ဒီနေ့ဝမ်းနည်းပေမဲ့မနှက်ဖြန်မှာလည်းပျော်ရင်ပျော်ရနိုင်တယ်အဲ့တော့အဲ့ဒီခံစားချက်တွေကိုကညှင့်လိုက်နှိမ့်လိုက်နဲ့အမြဲတမ်းပြောင်းလဲနေတာဘဝရှိရင်တော့လူဆိုတာအခက်အခဲတွေပြဿနာတွေဆိုတာကြုံကြတာပါပဲအဲ့ဒီဆုံးရှုံးမှုတွေပြဿနာတွေကြုံလာတဲ့အခါဥပမာအားဖြင့်မိဘတွေဆုံးရှုံးခြင်းဆရာသမားတို့ကိုဆုံးရှုံးခြင်းပုဂ္ဂိုလ်တွေဆုံးရှုံးရတယ်ကိုချစ်တဲ့သူတွေကိုဆုံးရှုံးရတဲ့အခါပြီးတော့ကိုယ့်ရဲ့ပိုင်ဆိုင်တဲ့အရာတွေဆုံးရှုံးတာအိမ်တို့စီးပွားရေးတို့ကိုယ့်ရဲ့ဂုဏ်သိက္ခာတို့စသည်ဖြင့်ဒီလိုအရာတွေကိုဆုံးရှုံးတဲ့အခါတွေမှာစောင့်တည်ရမရဖြစ်တယ်အဲ့ဒီအရာတွေကိုရင်မဆိုင်ရဲဘူးကြောက်တယ်ဒါကြောင့်ကိုကကြိုတင်ပြင်ဆင်ထားဖို့လိုတယ်တနေ့မှာတော့ကြုံရမှာပဲကိုကတော့ထင်တယ်ကိုနေကျင်တဲ့သူနဲ့အတူတကွတစ်သက်လုံးအတူတူနေမယ်လို့ထင်ထားပေမဲ့တနေ့မှာတော့ခွဲခွာရတာပဲဒီအရာဝတ္ထုတွေနဲ့ကိုကတစ်သက်လုံးရှိနေမယ်လို့ထင်ပေမဲ့တနေ့မှာတော့ဒီအရာဝတ္ထုတွေနဲ့လည်းခွဲခွာရတာပဲအဲ့ဒီအမှန်တရားကိုကြိုတင်စဉ်းစားပြီးတော့ကိုကြိုတင်ပြင်ဆင်ရတယ်ဒီလိုပြင်ဆင်ပါများလာတဲ့အခါမှာတတ္တိတစ်မျိုးရလာလိမ့်မယ်အစွမ်းတစ်မျိုးရလာလိမ့်မယ်နှစ်ဘူးတွေ့တူတွေ့တကယ်လဲကြုံရောကြိုတင်စဉ်းစားထားတဲ့အတွက်ကြောင့်သိမတုံလှုပ်တော့ဝမ်းမနေဘူးတော့မဟုတ်ဘူးခဏတာလောက်ပဲအဲ့တော့သူကဘဝပြတ်သွားလောက်ဒီအထိမဖြစ်တော့ကြိုတင်ပြင်ဆင်ထားတဲ့အတွက်ကြောင့်ဆုံးရှုံးမှုတို့ပြဿနာတို့ကိုလှုပ်ရှားနေတဲ့စိတ်နဲ့မတည်ငြိမ်တဲ့စိတ်နဲ့ရင်ဆိုင်တဲ့အခါမှာကိုကလောကကြီးကိုပို့ပြီးတော့
ရှိတဲ့အနေအထားတဲ့ပိုအကြီးကြီးမြင်သွားတတ်တယ်ပြဿနာသေးသေးလေးကိုလည်းအကြီးကြီးလို့ထင်သွားတတ်တယ်ဒါပေမဲ့တည်ငြိမ်တဲ့စိတ်ရှိမယ်ဆိုလို့ရှိရင်တော့အရာရာကိုသူ့အတိုင်းပဲမြင်တယ်အကြီးကြီးလို့လည်းမမြင်တယ်လို့အသေးလေးလို့လည်းမမြင်ဘူးသူ့သဘာဝအတိုင်းသူ့အရှိအတိုင်းပဲမြင်လိုက်တဲ့အခါမှာပြဿနာဖြေရှင်းရတာပိုပြီးအဆင်ပြေသွားတယ်အခက်အခဲပဲဖြစ်ဖြစ်အန္တရာယ်ပဲဖြစ်ဖြစ်ရင်ဆိုင်ရတဲ့တတိရှိသွားတယ်ဒါကြောင့်တရားအားထုတ်ကြရတာကိုယ့်ရဲ့ပြဿနာတွေအခက်အခဲတွေရှိလာတဲ့အခါမှာအမျိုးစုံဖြေရှင်းလို့ရတယ်တငယ်ချင်းကောင်းတွေနဲ့မိတ်ဆွေကောင်းတွေနဲ့သူတို့ရဲ့အားကိုးနဲ့ဖြေရှင်းမယ်သူတို့အကူအညီနဲ့ဖြေရှင်းမယ်ဒါလည်းဖြေရှင်းလို့ရတယ်ကိုယ်မှာရှိတဲ့အစွမ်းအစနဲ့ဖြေရှင်းမယ်ဒါလည်းပဲရတယ်ကိုယ်မှာရှိတဲ့ငွေနဲ့ဖြေရှင်းမယ်ဒါလည်းပဲရတာပဲသို့တော့အကောင်းဆုံးကအဲ့ဒီကမ္မထံအားထုတ်ထားလို့ရတယ်တမာတိတရားပဲဒီတမာတိတရားကလူကိုတည်ငြိမ်နေစေတယ်စိတ်ကိုလည်းငြိမ်နေစေတယ်ငြိမ်နေတဲ့စိတ်ငြိမ်စေသောတမာတိတရားနဲ့ပြဿနာတွေကိုဖြေရှင်းတဲ့အခါမှာအမှန်အတိုင်းပဲမြင်တဲ့အတွက်ကြောင့်ဖြေရှင်းချက်ကိုလည်းအမှန်တိုင်းဖြေရှင်းနိုင်တယ်သူကပုံကြီးမချဲ့တော့တဘာဝကိုတဘာဝအတိုင်းလက်ခံပြက်မဲ့အရာတွေမလို့ပြတ်သွားတာပဲလို့ခံယူလိုက်နိုင်တယ်ကွဲကွာရမယ့်အရာမလို့ကွဲကွာတာပဲလို့ခံယူလိုက်နိုင်တယ်ဒီနေ့မဟုတ်လေတနေ့မှခွဲရမှာပဲဒီနေ့မဟုတ်လေတနေ့မှဆုံးရှုံးရမှာပဲကိုဘဝခရီးအရှိကြီးရှိသေးတယ်အဲ့ဒီခရီးအရှိကြီးကိုလက်မှန်ချပြီးတော့ဝမ်းနဲ့ပလက်နဲ့ဆက်သွားလို့မဖြစ်ဘူးတတိအပြည့်နဲ့ခွန်အားအပြည့်နဲ့ဆက်ပြီးတော့သွားရမှာပဲဆင်းရဲတာချမ်းသာတာနဲ့မဆိုင်ဘူးစိတ်ခွန်အားနဲ့ဆက်ပြီးတော့သွားတာအဲ့ဒီစိတ်ခွန်အားလေးနဲ့သွားမှလဲလမ်းလျှောက်ဝါကြိုသွားရကြိုနဲ့တာအဲ့တော့ဘဝကိုအတိတ်ပဲရှိစွာဖြတ်သန်းမယ်အသုံးဝင်စွာနဲ့ဖြတ်သန်းမယ်ကိုယ့်အတွက်ပဲဖြစ်ဖြစ်အများအတွက်ပဲဖြစ်ဖြစ်အသုံးဝင်တာတစ်ခုခုကိုလုပ်နေရင်လည်းဒီဘဝကိုဖြတ်သန်းမယ်အဲ့လိုဖြတ်သန်းဖို့အတွက်တတ္တိလိုတယ်ပညာလိုတယ်ပြီးတော့တမာတိလိုတယ်ဒီတရားတွေကိုတရားနှလုံးသွင်းခြင်းကနေရတယ်ဒါကြောင့်တရားနှလုံးသွင်းဖို့လိုတာဘလောက်ပဲကြီးမားတဲ့ဆုံးရှုံးမှုဖြစ်ပါစေဘုန်းကြီးတို့ဆိုမိဘအရင်တွေကိုမွေးစားမိဘတွေကိုအခုဆိုဆရာသမားကိုယ့်ရဲ့ဆရာကြီးဆုံးရှုံးရတယ်ဆုံးရှုံးမှုတွေအများကြီးတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုကြုံရတာကိုခဏလောက်တုံ့လုံးမှုတော့ဖြစ်တယ်သို့တော့ကြိုတင်ပြင်ဆင်ထားမှုများကိုယ့်ရဲ့ကြိုတင်လေ့ကျင့်ထားမှုများကသဘာဝပဲလေလို့မြင်နိုင်ပြီးတော့ဆက်ပြီးတည်ငြိမ်စွာဆက်ရှောင်နိုင်တယ်ဒါကြောင့်အရေးကြီးတာကဘလောက်သိုးသွမ်းတဲ့အနေအထားမှာပဲဖြစ်ပါစေဆက်ရှောက်ရမှာကကိုယ့်ဘဝပဲမရှောက်လို့လည်းမရဒါကြောင့်ရှောက်ရမယ်ရှောက်တဲ့နေရာမှာလည်းခွန်အားအပြည့်နဲ့ပဲရှောက်မှာပေါ့ပတ်စံမရှိလဲခွန်အားအပြည့်နဲ့ရှောက်မှာပဲတငယ်ချင်းမရှိလဲခွန်အားအပြည့်နဲ့ရှောက်မှာပဲရုပ်စွာဆုံးအိယာထဲမှာလဲနေရတော့မှာပဲရှိတဲ့အနေအထားမှာလှုပ်လို့ရတဲ့တရားနှလုံးသွင်းခြင်းမေတ္တာပို့ခြင်းနဲ့တည်တဲ့အထိပဲရှိစွာရှင်သန်သွားမှာပဲဒါနောက်ဆုံးဘာမှမလုပ်နိုင်တော့တဲ့အထိတောင်အဲ့ဒီလိုမျိုးစိတ်ခွန်အားကိုအမြဲထည့်ထားအဲ့တော့ရှင်သန်ရတာအဓိပ္ပာယ်ရှိတယ်ရှင်သန်ရတာခွန်အားရှိတယ်အဲ့ရထဲမှာလဲနေရင်တော့ရှင်သန်ရတာခွန်အားရှိတယ်ဘာကြောင့်လဲတရားနှလုံးသွင်းလို့ရနိုင်လို့အဲ့ဒီလိုစိတ်ကိုပြင်ပြရပါတယ်အဲ့ဒီလိုလေ့ကျင့်ရပါတယ်အစိုးဆိုတာလူတိုင်းကြုံတာပါဒါကြောင့်ဘုန်းကြီးရဲ့တရားနာပရိသတ်တို့လည်းပဲရင့်ကျက်တဲ့နှလုံးသားတွေရဲရင်တဲ့နှလုံးသားတွေကိုပိုင်ဆိုင်၍ဘယ်လိုပြဿနာမျိုးအခက်အခဲမျိုးကိုမစိုးယုံကြည်ချက်ရှိစွာရဲဝံ့စွာဖြင့်နောက်ဆုံးကုသိုလ်အတွက်ကတော့ရနေရမှာပဲလို့ခံယူထားပြီးတော့ကြော်ဖြတ်နိုင်ပါစေလို့ဆုတောင်းပေးတယ်ကပ္ပသူကပ္ပသားအပေါင်းအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ